ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့နင်း channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေဇလံကောင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ဂျိုမာဆိုတဲ့ဇလံလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလံလေးမစားတင်မီကျမတို့ရဲ့ channel ကို like ရ subscribe လေးနေသွားဖို့နဲ့ဇလံတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနောက် notification ခေါင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်ဒါဆိုရင်ဇလံလေးကိုပဲစတင်လိုက်ပါပြီမိဘတိုင်းကမွေးလာတဲ့သားသမီးတိုင်းကိုစုပုံပြီးတော့မြေတူညီမျှချစ်ကြတယ်မထင်ပါနဲ့ကျမဝင်းဝင်းကိုကျမမိဘတွေကဂျိုမာလို့လူမဖြစ်ခင်နေကအမည်ပေးထားခဲ့ကြတယ်ဒီကနေ့ကိုဝင်ဆောင်နေရလေဘာလို့အဆင်မပြေဘူးကျမမိကအစားအခုလိုပြောခဲ့တာပါကလေး9ယောက်တည်းကျမကနောက်ဆုံးပါအငယ်ဆုံးလေးမို့အချစ်ဆုံးဖြစ်ရမယ့်အစားဂျိုမွေရဲ့ကလေးလို့အမည်တက်ခံခဲ့ရတယ်တားက4ယောက်သမီး1ယောက်ဝမီးကောင်းမှုတားအလောင်းတန်းသမီးကပန်းဦးရွယ်တဲ့ဖခင်ပြည့်စည်တတ်တယ်မတည်ရဲ့နေပိုက်ထဲကသမီးဖြစ်နေမလားပဲပဝင်းကျင်ကပါပြောလာတော့ကျမအမေကထိတ်လန့်ပြီးတော့မင်းကလေးမဖြစ်ပါစေနဲ့အိမ်လိုဆူတောင်းခဲ့တယ်ဒါပေမဲ့အမေဆူတောင်းကတော့မပြေခဲ့ပါဘူးကျမကိုမွေးခဲ့ပါတယ်ကျမကိုမွေးရဲ့နေ့မှာကျမဖေကနှောင်မင်းမယူရောအိမ်ပြန်မလာတော့ဘူးအဲ့ချိန်ကစားပြီးတော့အမေကသွေးနုသားနုနဲ့လင်းစိတ်တက်ပြီးတော့တငုံငုံတီးရီနဲ့ရင်းရင်းလေးယူသွားခဲ့တယ်မတည်ကလေးကိုနှုတ်တိုင်အောင်လေကလေးကနှုတ်စာနေပြီကျမရဲ့ငိုတန်းကြောင့်အင်းလေးနာချင်းနေရပြောရင်တော့မတိုက်ချင်ဘူးကျုံမရဲ့ကလေးတွားချက်ပြီးမကြွေသေးရဲ့ကျမကိုအမေခါခါတီးတီးဖေးကတုံးကငင်းနေလို့အရက်တည်းကသားတယ်မိခင်နေစီကိုနုနယ်ဘက်ကစုခဲ့ရတဲ့ကျမအင်းနမေကျုံမကျောင်းနမေဝင်းဝင်းဖြစ်ခဲ့ပါရဲ့အဖေမရှိပဲအမေကတနေ့ခန့်နေနာယူနေလို့အကိုလျောက်ကဘာလုပ်နေလဲလို့မေးစရာပါကျမကိုငယ်ဆုံးနဲ့ကျမ10နှစ်กว่าပါတယ်အကိုလျောက်3နှစ်ကြီး3နှစ်ငယ်မို့အကြီးဆုံးကအသက်19-20အရွယ်နောက်ဆုံးနှစ်ဖြစ်နေချိန်အဖေရဲ့နှုတ်မှာဝင်လို့ပြီးတော့အိမ်အတွက်အဖေကထောက်ပံ့ခဲ့ကလေးထိန်ခေါ်ပြီးခဲ့ပေမဲ့ကျမနှုတ်မှုဆိုလို့ကလေးထိန်ကရက်ွက်တဲ့နှုတ်တွေကတိုက်ခဲ့ရတဲ့ဘဝပါတိုက်ဆိုင်စွာနဲ့ကျမနှူးပြဲချိန်မှာကျမအမေကကျမကြီးပြန်ကောင်းလာတယ်အဖေကလိုတနေ့တစ်ချိန်ပြန်လာမှန်သွားတယ်ငယ်နေငယ်များမို့စိတ်ကူပြီးတော့ကျင်နာပေးရနဲ့ကျမမိကျမလာပေမဲ့ကျမအမြင်တော့ဒေါသကြီးနေတတ်တယ်ဒီဂျုံမကိုငါရှိပေါ်မလာစေနဲ့အလောက်တောင်မုန်းတာပါဒီလိုနဲ့ကျောင်းနေရွယ်မှာအကိုရလည်းအမေလိုပဲပြစ်ပယ်ထားကြတယ်အိမ်ကူနဲ့နှစ်ပါးသွားခဲ့ရရဲ့ကျမကြီးကနေဘွားတခြားအဖေရဲ့အမေအကိုရရဲ့နဲ့တမိတူမစားခဲ့ရဘူးပါဘူးကျမ9နှစ်မှာအကိုကြီးကမိန်းမယူရင်အဖေကအိမ်ခွဲပေးခဲ့တယ်ကျန်တဲ့အကိုကြီးကိုအလုပ်ထဲခေါ်သွင်းပြီးတော့အကိုကြီးကအုပ်ချုပ်တယ်အိမ်မှာတော့ကျမကစားကြတာအမေမမြင်အောင်နေနဲ့တက္ကသိုလ်တက်ခဲ့ရတယ်ဒီသားချခဲ့တဲ့မိသားစုဆက်ဆံရေးမို့အိမ်မှာပျော်ခြင်းမပျော်ခြင်းအနေမရှိဘဲနဲ့ကျမပြင်ပလောကမှာတော့ပျော်ဝေးသူပါစားလုပ်ပြီးရတဲ့လူစုဘက်တဲ့အိမ်မှာလဲတက်တယ်စကားပြောတယ်လူတိုက်မိချက်ပြုတ်တာကိုကူတယ်စားတော့ပြီးအိတ်ချင်အောင်မှပြန်တက်ပါတယ်ကျမရွေရောက်နေပြီမို့လူတိုက်မိရဆုံးမပြီးအနေထိုင်ပြောဆိုတာအစားပေါ့ကျမမိကတော့ကျမအရေးမြင်တာနဲ့အိတ်ခမ်းနဲ့ဝင်သွားတတ်ပါတယ်ဟဲ့ဂျူမနေရဒီရလူတွေနဲ့ဘာတော့ လဲအတေးရောက်လာတဲ့အိမ်ကူအောင်မင်းရတဲ့အထိတစိမ့်ဆန်ကြတဲ့ကျမရဲ့မိသားစုကျမမေးစိတ်ရတယ်အငယ်ဆုံးသမီးပဲအဲ့လိုပြောပြခဲ့ရတဲ့အိမ်ကူပေါင်းကမနေတော့ပါဘူးကျမကိုယ်ဝင်စားရှိရတဲ့အဖေကတိတ်တိတ်ပုံယူထားတဲ့မင်းငယ်ကိုတရားဝင်လက်ထက်လိုက်၍အမေကကျမကိုဂျူးမွေးတဲ့ကလေးလိုမြင်ပြီးတော့မျက်မုံးကျိုးခဲ့တာပါအမေကမုန်းလို့အဖေကချစ်သလားမချစ်ပါနဲ့သူမယားကိစ္စသားကိစ္စနဲ့ကျမမျက်နှာကိုပင်တစ်ချက်မကြည့်ခဲ့ဘူးအောင်အကူကြီး၄ယောက်လုံးကလည်းညီမလေးလို့မခေါ်ဘူးကြပါဘူးကျမကိုမဖြစ်မနေစကားပြောရရင်တော့မှဂျူမနင်တာရင်တော့နေတာဝင်အဲ့လိုမျက်နှာထားတီတီနဲ့ပြောကြတယ်ကျမရွယ်ရောက်လာတော့ခေတ်ကလည်းပြောင်းလဲလာခဲ့ပြီလေအင်တာနက်ခေတ်ဖြစ်လာတော့လူဝမ်းဘဝမိုးတွေကိုဖြေဖို့ဟုတ်မဟုတ်မသိပေမဲ့လည်းကျမတို့ကတော့အတော်အဆင်ပြေခဲ့တယ်လုံးဆန်ရှီရလုပ်ပြီးတော့အေးရတဲ့ဖုန်းတစ်လုံးနဲ့အဆင်ပြေခဲ့ရတယ်အဆင်မပြေတာကကျမဖေနဲ့အမေပါအဖေကမရင်ငယ်နဲ့အဆင်မပြေရောလို့အိမ်ပြန်လာခဲ့ပါပြီလုပ်ငန်းကသားလေးယောက်စီကိုထွေးထားလို့စီဝါရေးမပြတ်ပေမဲ့မရင်ငယ်ကရုံငယ်တောင်းကောင်မောင်းချလိုက်တာကြောင့်အိမ်ကိုပြောင်းလာတဲ့အဖေကိုအမေကတစ်စက္ကန့်ထားကတောင်းချမ်းပြန်နေရှင်းမျက်နှာမြင်ကြဘူးဒီနေ့မတိုင်ခင်ဒီအဖေနာမလားမျောပြီးတော့အလားပြင်ကစောင့်နေတတဲ့ကျမအမေကအဖေအပြီးပိုင်မရင်ငယ်ကိုကြွားရှိပြီးတော့ပြန်လာကမှ
ခုလိုပြောနေ၍ကျမအထွက်ကြည့်မိရဟင်ကျမလန့်သွားတယ်ကျမဖေကမနေ့တနေ့ရလို့မဟုတ်တော့ဘဲနဲ့ဝီချဲခုံနေဖြစ်နေသလိုပဲအာရင်ကြီးနေတဲ့ခန္ဓာကိုယ်နဲ့စကားပင်တခုံးမှမပြောနိုင်တော့တာကိုကြည့်နေအဖေအဲ့လိုကျမခေါ်မိချိန်မင်္ဂလာဆောင်မိကစားအကုန်ငယ်ဆုံးအောင်လာမိကြအဖေကိုနေတောင်းယူအဲ့လိုတောင်းရင်ပြီးခင်ရနဲ့အဖေကိုလှလွဲယူရချင်းငါအခန်းထဲမရအောင်ကျမအမေကအော်၍ကျမအခန်းထဲကိုခေါ်ခဲ့ရတဲ့အခါတော့အကိုရီးလူနာကလေးတစ်လုံးထည့်ပြီးတယ်သူနိုင်ပြီးလေးခေါ်မှာမိကြနေရာဖော်လုပ်ပြီးဦးမယ်ဦးဝင်းကိုဆိုတာကျမဖေနာမည်ပါအများဦးဝင်းလို့ခေါ်ကြတယ်ကျမတော့မျက်နှာပင်ကောင်းကောင်းမြင်မှုတဲ့အဖေမို့အတူချကချစ်ရပါပြီကျမရင်ဆုံးလို့မိတာအင်တာနက်မှာလူနာပြုစုနေကိုရှာဖွေပြီးတော့ဖတ်တယ်အဖေကျမနေတော့ခဏကိုနေရာရှိပြီးနေခေါ်လိုက်တဲ့အခါတော့အဖေကကျမကိုကြည့်နေရီးပြတယ်ဝီစီတလုံးကပိတ်မရဘဲနဲ့ပါဇက်တစ်ဖက်ကရွက်နေတော့တရေတွေကျလာပါတယ်ကျမကတီရှူးယူပြီးတော့တုပ်ပြီးနေအဖေအားမငယ်နေတော့သမီးရှိရဲ့အဖေလက်လေးကိုကပြီးတော့ပြောပြီးချိန်တော့ကျမနှလုံးသားတဆုံအောင်လွန်စွာကြီးမြတ်သွားသလိုခံစားလိုက်ရတယ်ဒိုင်ပါလဲရမလို့ဘူးပေမဲ့အင်တာနက်ကနေတိုင်းလုပ်ရင်းနဲ့အကိုရီခေါ်ပြီးတဲ့တူနာပြူကိုတတိပင်မင်းနေခဲ့နှစ်ပတ်ကြာမှခချောချောတူနာပြူမလေးကိုအကိုကြီးကလာပို့ပြီးဆရာမကိုယ့်လိုသဘောထားပြီးတော့နေပါဟုတ်ကဲ့လူနာတော်တော်စိတ်မပူပါနဲ့နော်ရွှေချောသလိုစကားပြောလဲချူရေးကျမသဘောကျနေရောဆရာမလားဒီကမ်းမှနေလေရတယ်အကိုကြီးကဘေးကန်းကိုပြကပြောတာကြောင့်အဆင်ပြေရပေါ့လူနာအတွက်လူရဲ့ဒီကညီမလာခေါ်နော်ကျမခေါင်းကြီးပြမိပါတယ်စိမက်တန်တွေကိုကြည့်ပြီးတော့စေးတိုက်ချိန်အစာသွင်းချိန်တွေကိုသိစားပတ်ပြီးတော့တပတ်တီတောင်းဝင်ကြည့်ခဲ့တဲ့ဆရာမနောက်ပိုင်းကျမအဝင်းလိုပဲခေါ်မယ်နော်ဟုတ်ဆရာမစေးတိုက်တာအဝင်းလောက်တက်တယ်မလားအစာချက်ပြီးတော့အစာသွင်းတာအဝင်းမဲလို့နေအဖေဘေးဟာအဝင်းကုတူရပါတယ်ဟုတ်ဆရာမအဲ့လိုနဲ့ချီးသေးယူနေဆရာမစေးတိုက်အစာချက်အစာသွင်းတာအစာကျမကိုလွှဲပြီးတော့နေတိုင်းအပြေထွက်နေပါတော့တယ်ပထမတစ်ပတ်မှာနေတိုင်းအကိုရလာပြီးတော့ဆရာမပြင်ပန်းနေပြီလားပြီးရင်ဆရာမကိုညစာလိုက်ကြည့်မယ်အဲ့လို3-4ရက်လောက်နေပြီးနောက်ပိုင်းမှာတော့အကိုကြီးကမလာတော့ပါဘူးဆရာမကလည်းဒူနာပေါ်တောင်းရင်မကြည့်တော့ရေးကျမတယောက်တည်းကုသိုလ်ယူခဲ့ရတယ်အင်ကူတယောက်ကလည်းတနေ့ကုန်ပြင်ပန်းနေရရေးစိတ်မရှိပါဘူးကျမရဲ့နစ်မလဲနော်ဘွေရထားပြီးတော့ဒူနာကိုပြုစုနေရတယ်နင်းကိုရီကလည်းမလာကြဘူးဘွားတော်ကလည်းဖုန်းတစ်လုံးနဲ့အချိန်ပြည့်ကိုအလားပြေနေရပဲကျမဖေကိုပြုစုရင်းနဲ့ကွန်ပျူတာတစ်လုံးနဲ့အချိန်ကုန်နေစေကံပြရဲ့နေတိုင်းတော့အကိုကြီးကကားနဲ့ကိုယ်တိုင်ပို့ပေးပါတယ်။ဆီယမနဲ့အကိုကြီးကိုဆက်ဆံရလင်မယားလိုပဲလို့ကျမစိတ်ထဲထင်မိပေမဲ့လက်ပူးလက်ချက်မမိနေတော့မပြောရဲပါဘူး။ကျမဖေရဲ့ချမ်းသာမှုဘလောက်ကြီးသလဲကျမမသိဘူးလေ။အသက်60ရွယ်ဖေဟာမိဘအမွေခံသားမှုစီးပွားရေးမှာအောင်မြင်ခဲ့သူဆိုတာတော့သိထားတယ်။ခုတော့လေသူ့ဘဝတူလူနေသလိုပါပဲ။မိသားစုပေါ်ရောလုပ်ငန်းခွင်အတင်းမှာပါဩဇာအာဏာကြီးမားဆုံးအဖေဟာကိုယ်ကလည်းကိုဝမ်းစာတော်မှာကိုလက်နဲ့မသွင်းနိုင်သလိုကိုပါတဲ့ကြီးတော်မှာကိုမကျုံနိုင်တဲ့ဘဝနဲ့ပက်လက်လေးဖြစ်နေပြီလို့ကျမတွေးနေတတ်တယ်။စီကံမှာကျမနဲ့အဖေပဲစောင့်ရတယ်ပြရတယ်ပြီးပြီဆိုမှဖုံးဆက်ရတယ်။နိုင်ဝက်ဆိုရောက်မယ်။အဖေလူနာကိုဝီချဲပေါ်ထိုင်ကနိုင်ဝက်ဆောက်ခိုင်းတဲ့အကိုကြီးကအဲ့ချိန်တည်းနောက်ကျပြီးမှဆရာမနဲ့တူရောက်လာတယ်။ကြားလိုက်တာအဖေပြမန်းနေပြီကိုကြီးနဲ့ဆရာမဘယ်သွားပြီးဘာလုပ်နေရလဲ။အဲ့လိုအော်ပြကြည့်မိမယ်ကျမမအဲ့လိုအခွင့်အာဏာမရှိနေတော့မကြည်မနှက်နဲ့သာပြန်ခဲ့ရတယ်။အဖေတိုင်းစင်းနဲ့ကိုကြည့်မလား။ကျမဖုန်းတော်ကြီးနဲ့ကောင်းလို့ရဆရာကြီးရဲ့နေစာကိုသိပြီးတော့မေးတဲ့အခါတော့အဖေကတော့ကောင်းကြီးပြလေ။မနေ့တိုင်းဝိပဿနာတရားတော်ဖွင့်ပြီးနေအဖေကိုအေဂျင့်စီရဲ့နေခင်းနေတဲ့တိုင်းကြာနေကန်ဆရာတော်ရဲ့ဟာသာဆန်ဆန်တရားတွေကိုဖွင့်ပေးပြီးတော့ညဘက်မှာတော့တဝီကတရားခွက်စိတ်ဆရာတော်ကြီးရဲ့အခွင့်ကိုဖွင့်ပေးပါတယ်။အဲ့လိုလိုင်းပေါ်မှာကွက်စိတ်ဆရာဆန်ဆန်အတန်ဖိုင်တွေကျမကိုကူးယူပြီးတော့ညတိုင်းဖွင့်ပေးရတာနေအဖေရဲ့မျက်နှာကြည်နေတာကမနှမ်းညတိုင်းတရဏက်ကုံတိုက်တင်ပြီးတော့စိတ်ထဲကလိုက်ရွဆိုဖို့အဖေကိုပြောခဲ့နေသားကြသွားချိန်တနေ့မှာအမေဘာလို့လုပ်ရလဲဗန်နီကငွေဘာသုံးလိုက်လို့လဲအကိုလေးကလုံရောက်လာပြီးတော့ကျမမေကိုအောင်းနေကြတယ်ကျမမေကလည်းမခံပါဘူးငါပြောပြီးပြီလေအလင်ခံရတာလို့အဲ့လိုအတန်မမာနဲ့ပြောင်းနေတော့စိတ်ပြတ်တယ်လို့နဲ့အကိုရီဟာအလင်ခံရတဲ့အမေအားတာမဟုတ်ဘူးဖုန်းကြီးကအတိုင်းဆိုလေအမေကနိုင်ငံသားနဲ့ချစ်သူဖြစ်နေရမလားသူမေးစီတိုင်းနဲ့ဘန်ကမှာဖမ်းဆီးခံရလို့င
ဝေပို့ပေးနေကြတာပဲအဲ့လူကလူငယ်ကြီးအမေမသိဘူးလားတားတို့ရှက်တယ်အမေတွေကတရားရှာမယ်အရွယ်ပဲအကိုကြီးအမေကိုဝိုင်းပြောနေတော့ကျမအမေကိုတနာနေမိတယ်ဒါပေမဲ့အမေမျက်နှာကိုမြင်မြင်ပြန်တော့တနာရတဲ့စိတ်ကပျောက်သွားတာပြန်နေငါဘာဖြစ်ဖြစ်နင်တို့ပြောစရာမလိုငါတောင်းတဲ့ငွေသာပေးစမ်းအဲ့လိုမျက်နှာမမနဲ့ပြောနေတဲ့ကျမအမေပါကိုကြီးအင်ဂျင်နဲ့ကုမ္ပဏီအဆောက်အုံခင်းနေရှာအောင်မိရဲ့တက်တာတွေနဲ့ရှာကြတယ်တိမ်တို့အနဲ့ရှာကြနေပေါ်လုံးရိုက်နေရောတယ်အမေဘာလို့လိုက်ပြီလဲကျမလေးသိကျင်လို့တကောက်ဟာကကြည့်နေအမေကမျက်နှာတီတီနဲ့ခေါင်းကိုခါရမိရောအဲ့ဒါမင်းတို့ပဲတိမ်တာငါမသိဘူးအဲ့လိုပြောလိုက်တော့အကိုလေးယောက်ကအဖေရှိရအခန်းထဲကိုဝင်လာကြတယ်အဖေပိုင်ဆိုင်မှုတွေနဲ့ပိုင်စားပမာလေးအဲ့လိုမိကြတဲ့အခါတော့ကျမဖေကစကားမှပြောနိုင်တာမေးပါများလာတော့မြေကြီးကြလာတယ်ဆရာကောင်းရှာမရမယ်ဒီတိုင်းသွားလိုက်ရင်မဖြစ်ဘူးဒီကိုလေးပြောဆိုပြီးတော့ထွက်သွားမှကျမအဖေကိုချော့ပါတယ်အကိုကြီးကျမအဖေရဲ့လက်ကလေးကိုကိုင်ကလက်သိပ်ပေးပြီးတော့ကျန်တဲ့ကိုပြေးထွက်ကအကိုကြီးကိုခေါ်လိုက်တော့တယ်ဘာလဲမိကျုံဟိုလေအဖေကိုဆေးလိုက်ကူပေးဖို့ညီမကိုကားတစ်စီးပေးပါလားအဲ့လိုတောင်းဆိုမိအောင်ညမောင်းတက်လို့လားရှင်မောင်းတင်တဲ့တထားကြပြီတကယ်ချင်းချစ်စုကလည်းတင်ထားတာလူစုပဲတကယ်ချင်းချစ်စုကိုအကိုကြီးနဲ့တည်နေအဆင်ပြေခဲ့တယ်ကာယဟာနဲ့အဖေကိုဆေးလိုက်ကူဖို့ဆရာမကြီးစီကိုဆက်တွေကဆရာမကြီးရှိရမျိုးသွားဖို့ပါဒါပေမဲ့ဆရာမကြီးကကျမတို့မျိုးကလူနာကိုကုနေချိန်နဲ့ကြုံ၍အဲ့လူနာအိမ်ကနေအလွယ်တကူသွားပြီးခေါ်ကစတင်ကူသားရအောင်။ဦးနောက်သူကျော်ပေါက်တာပဲ။အချင်းဟာတနေ့ကျော်ဆိုတော့တိပြက်နာရီတဲ့စွတ်ထုတ်ထားတာပဲ။တွေးပြီးပြတ်တောက်နေတဲ့အကျော်လေးစီကိုတွေးပြီးပို့ပြီးတော့မှာပဲ။အဲ့လိုဆက်သက်ပြီးတော့စတင်ကူသားလေပထမတည်းရဲ့အကျော်ပြင်ပြီးတော့နောက်ရက်မှာစေးကြက်တုတ်ထွေး၃ရက်နေတော့အကျော်ထပ်ပြင်ရခြေရောက်တွေစတင်လှုပ်ရှားလာတာမို့ကျမပြောရပါတယ်။တူးတက်လာမိကျုံအဝင်းတို့မခေါ်တော့ဘဲနဲ့အကိုတွေခေါ်သလိုဆရာမကလိုက်ခေါ်ခဲ့တယ်။မတိသေးဘူးဆရာမ။ဆရာဝန်ကြီးကမကြိုက်ဘူး။ဒါပေမဲ့နေမထူးတော့လေလုံးကြည့်ပေါ့။အဲ့လိုပြောတာသူ့ခန်းထဲကိုဝင်သွားတယ်။ညနေကရှာရီနေပြီးတော့လေမင်းအောင်နဲ့ပကုံးကျိုးတွေပြင်တာလက်စီကိုဂလုတ်ကနေမီအောင်အကျော်ထုတ်ခံခဲ့ရတဲ့ကျမဖေကဆရာမထွက်သွားတာနဲ့သမီးအဲ့လိုခေါ်ပြီးတော့လက်ထောက်ကထမ်းလိုက်ပြီးအမလေးဖေအဖေကောင်းသွားပြီ။အဲ့လိုကျမအားရဝန်တာပြောပြီးတော့ထားကုန်မိကအကိုရီစီကိုဖုံးစိန်ရဖုံးကိုရှူလိုက်ရဖုံးဘသူစီမှမဆက်နေသမီးရဲ့လာထိုင်အောင်အဖေစကားကိုကြားတော့လက်ထက်ကဖုံးကိုချပြီးတော့ဂရင်းမော်ကိုထားလိုက်ရအဖေကိုခွတ်လို့ပါသမီးငယ်ရဲ့အဖေပြစ်ထားမိတယ်အဲ့လိုပြောကမြေ့ကြနေရောတယ်ကျမလေးဝမ်းသာပြီးတော့ငိုနေမိတယ်အဖေနေကောင်းမှုပဲလိုတယ်နော်အဖေဆရာမပြောတာတော့နောက်နေ့ချိန်နောက်ဆိုလမ်းလျှောက်နိုင်မယ်တဲ့ကဲသမီးကိုအဖေကိုတနေရာကိုပို့ပြီးကားပြင်လိုက်အဲ့လိုပြောရင်ကျမကားကိုကိုရောင်ကထုတ်ပြီးတော့အသိပြင်လိုက်တော့တယ်အိမ်ကူနဲ့အတူအဖေနဲ့ဝီချဲကိုကားပေါ်တင်ပြီးတော့သားဖားနှစ်ယောက်ထွက်ခဲ့တော့တယ်အဖေဘာလို့သမီးရဲ့မပုံတွေကိုယူလာခိုင်းတာလဲအဲ့လိုမေးအောင်အဖေငွေအကုန်လုံးအဖေသမီးကိုပေးမလို့ပဲရှင်ကျမကားကိုဖခင်နိုင်ညွတ်တယ်လို့မောင်းလာခဲ့ရွှေတောင်ကြားလမ်းထဲရှိချက်ဝင်းကြီးစီကိုရောက်လာခဲ့ဟယ်လိုဘိုးနီတကားလာဖွင့်ကျမဖေကဖုန်းဆက်နေရင်ကျမအံ့ဩနေရတယ်ခင်ဗျရဲ့တန်ပန်းတကားကြီးကိုဘိုးနီဆိုတဲ့အဖေလူကလာဖွင့်ပေးရင်ကျမအေးစီကိုမောင်းလာစမှာပဲကျမဖေကရှင်းနေတယောက်နဲ့ဖုန်းပြောနေတယ်ကျမပါပဲနဲ့ဘိုးနီဆိုသူနဲ့အလုပ်သမားနှစ်ယောက်ကအဖေကိုကားပေါ်ကချပြီးတော့အိမ်ထဲကိုခေါ်လာကြတယ်လာသမီးဒီချန်နဲ့အိမ်ဟာလေသမီးအတွက်ဖြစ်သွားပြီသမီးနဲ့ပတ်ကြည့်လေအဲ့လိုပြောရင်ကျမအိမ်ထဲကိုလိုက်ကြည့်လိုက်တယ်နှစ်ထပ်ကိုမှဒုတဲ့ကြီးမှပြီးတော့လှပနေတဲ့အိမ်ကြီးမှာအိတ်ခမ်းချိန်ဝီဝူချောင်းကြီးကနေကျန်နောက်ဘက်ကိုကျမဆင်းလာပြီးတော့ခြံထဲရောက်လာကရှေကူးကန်ကျဲပြကောင်မှထားလိုက်တော့တယ်မမလေးတတိခေါ်နေတယ်ဘိုးနီယာလာခေါ်ရင်ကျမအိမ်ထဲကိုပြန်ဝင်လာရရှင်းနေကြီးနဲ့တပင်းမတယောက်ကိုတွေ့ရတယ်သမီးဒီမှာလက်မှတ်ထိုးစာချုပ်တွေပေါ်လက်မှတ်ထိုးရတယ်ကြဲပြောင်းတာမကြပါဘူးတတိမီအမြန်လုပ်ပေးပါရှင်းနေကြီးဘန်ဆောင်ပူတဲ့ကိစ္စကိုဒီနေ့ပဲလုပ်ချင်တယ်ရပါတယ်မကြပါဘူးအဲ့လိုနဲ့ကျမတို့သားဖာပြီးဘန်ကိုရောက်လာရင်ရှင်းနေရပဲဆောင်ရွက်ပြီးကိစ္စပြီးမြောက်ခဲ့ပါတယ်ကဲသမီးရွှေတောင်ကြားအိမ်ကိုခဏဝင်ရအောင်ကျမအတွက်အင်းဆိုတာတီးလိုက်၍အိမ်ပြန်နေရင်လို့စိတ်ကတွေးမိရင်းနဲ့ကျင်းနေနေရောတယ်သမီးဟိုခန်းကိုဖွင့်အောက်တက်ကအိတ်ခမ်းကျဲကြီးတဲ့အတူဝင်လာရ
ဒီမိခင်တက်တာရဲ့မှာသမီးအဖိုးဘွားပိုင်လုံးဝလက်စားနဲ့ရွှေတချို့ရဲ့အဖေတိတဲ့ဆူထားတာတွေထည့်သိမ်းထားတယ်။သမီးအဲ့ဒါတွေမလို့ကြပါဘူးဖေရဲ့အဖေရဲ့ပါဇက်ကနေသမီးလို့ခေါ်ခံရရတဲ့နေကျင်းတတ်ပါတယ်။ကျမစကားကြတော့အဖေဟာခေါင်းကိုခါရမ်းပြီးတော့မမက်လို့မရဘူးသမီးရဲ့လူလောကမှာငွေရတကုန်းကြီးအဖေနဲ့ငွေကိုစူးစမ်းပြီးရှာနေခဲ့တယ်။ဒါပေမဲ့ငွေနဲ့ဝင်မရတဲ့အရာတွေကိုလေအဖေသိလိုက်ရပြီ။အရင်ကမတွေ့ဘူးတဲ့အရာတွေပေါ့။အဲ့လိုပြောပြီးတော့အဖေဟာအမေကိုချစ်တာတခုရဲ့နဲ့တက်တက်ခဲ့တာတွေသားတွေမွေးပြီးတော့စီးပွားရေးဖြစ်လာရနေကျမမေကနှုတ်ချမ်းရှာချမ်းနဲ့ယောက်ျားကိုမယူသေးခြင်းအတုံးဖြိုးလို့စွာကြည့်ရကြောင်းအကိုငယ်ဆုံး9နှစ်ရွယ်မှာစီးပွားရေးအောင်မြင်နေရအောင်ပေးမသိတော့ဘဲနဲ့စီးနေကန်နဲ့ပေးခဲ့ချိန်မှာအဖေကမိမတယောက်နဲ့တအိုးတအိမ်ထူထားပြီးနေပြီအဲ့ဒီမိမကျမမေထက်အဖေကိုစိတ်ကျဉ်တဲ့စီကြောင်ပြောပြပြီးတော့ကျမကလည်းမမျော်လင့်မဲနဲ့အမေပိုက်ထဲကိုရောက်လာရင်အဖေအာယုန်နဲ့မထားဘဲနေခဲ့ကြောင်းလေးဝက်တရားကြည်ပွန်ခြင်းနဲ့အဖြစ်မှနေနေကျမမေစိတ်တစားဖြစ်မှပြန်လာပြီးတော့စေကူတာပြီးရင်အပြင်မှာတော့တယောက်မကောင်းရင်တယောက်ပြောင်းပြီးမိမယူနေခဲ့ကြောင်းပြောပြလေတယ်။သမီးအမေကအဖေပြည့်ထားတဲ့ငွေကိုအတိုးချတယ်။သမီးကိုကိုဝင်ဆောင်တော့အဖေကလည်းအိမ်မှာပြောချင်းသူကလည်းငွေနေခင်ရတော့သမီးကိုဂျုံဝဲတဲ့ကလေးလို့မှတ်ခဲ့ရတာအဖေနောက်မှသိရတာကျမဘာမှပြောပဲနေနေနောက်ဆုံးတော့မကြားလို့တာကြောင့်တော်မတော့ဖေသမီးတို့မိသားစုအတူတူနေပြီးပြောရအောင်နော်အဖေငွေနဲ့သမီးတယောက်တည်းမရကြပါဘူးအဲ့လိုပြောလိုက်တယ်အဖေကတားလျောက်ကိုကုမ္ပဏီတွေခွဲဝေပေးပြီးသားအိမ်သားအကုန်ခွဲပေးပြီးသားပဲသမီးဒီအိမ်နဲ့အဖေကုမ္ပဏီအဆောက်အဦမြေခင်အောင်ပဲသမီးကိုပေးရပါအိမ်ခင်အောင်တော့သမီးမိနာမည်နဲ့ပြောင်းထားပေးပြီးသားသမီးမိဝတ်ထားတာနေမှာပါဘလို့ပဲဖြစ်ဖြစ်သမီးအဖေမရှိရတဲ့အခါကျရင်ဒီမှာလာနေပါအဖေလေသမီးမိကိုရောတားလျောက်ကိုပါသဘောမကျဘူးအဲ့လိုပြောနေရင်အိမ်ပြန်ဖို့နှိုးဆော်ပြီးပြန်ခဲ့ကြတယ်သမီးအိမ်ခဲစာတမ်းဖတ်မိလားအပြန်လမ်းမှာကူးလို့မိလာပြီးကျမပြန်ပြီးစဉ်းစားလိုက်ရအောင်အဖိုးဖွားတို့တက်ဖို့အောင်ပါဘယ်တော့မှဆိုတကွက်ချန်ထားပါအဲ့လိုဆိုရဲစာတမ်းကိုတတိယပြီးတော့စာသားကိုရွပြရအောင်ဟုတ်တယ်သမီးဖွားအိမ်စကားအတိုင်းပဲတက်ကင်ထားခဲ့တာပဲအဖေလည်းအဲ့လိုလိုက်လုပ်ခဲ့ရလေသမီးမေကိုကြည့်မဲ့လို့စဉ်ကဒီဘိုးဘွားပိုင်အိမ်စီကိုခေါ်ကြည့်ပေမဲ့လက်ရှိမှာပဲတိခတ်ပြီးနေခဲ့ရတာသမီးမေကယောက်ျားကိုအနိုင်ယူခြင်းနဲ့စိတ်ကစောစောစီစီထိုးပြလာရင်လေဘာမဆိုသူတဘောဖြစ်လာတော့အဖေတကွက်ချန်ရတာကျင်းနေလာခဲ့တယ်တားတွေကိုအောက်ကိုကျင်းမိလာတော့ကုမ္ပဏီမှာနေရာပေးတင်ပြတယ်အလုပ်ကျန်းကျင်လာတော့အဖေကိုမလေးစားတော့အမေတွေအပြည့်ပါလာကြတဲ့သမီးရဲ့အကိုကြီးစိတ်တိုင်းကြောင့်ကုမ္ပဏီခွဲပြရတယ်အဖေကြုံရတဲ့မိသားစုပြဿနာတွေကသမီးကြုံခဲ့ရတဲ့ပြဿနာလိုပါပဲအပြောများပေမဲ့ကိုယ့်ဘော်ဟိုးတိုင်းမပြည့်ဖို့ဟာသူတို့ကပါဇက်ချိုပြီးတော့ဖောက်ပြန်ကြတယ်အဖေရွှေတောင်ကြားအိမ်မှာဘယ်သူမှမတရားနေပြီးတော့ကုမ္ပဏီကိုသွားတယ်သမီးမေစီကိုမကြာခဏပြန်နေအမသားတွေရဲ့တောင်းဆိုမှုနဲ့ငွေသိန်း1000သမီးမေနာမည်နဲ့ဗန်စင်းလုပ်ပေးခဲ့တယ်ဟိုသမီးကြီးရဲ့အတိုင်းပဲသမီးမေစီရိုက်ကအဲ့လိုပြောနေတော့အိမ်ပြန်ရောက်လာခဲ့ကြတယ်အိမ်မှာအကိုလေးယောက်မိသားစုပါရောက်နေကြပြီးကျမဘယ်လိုပြောရမလဲမသိနေချင်းတားကြည့်လို့လာလေအဖေကိုအောက်ချပြီးကျမတတိမထားမိခင်အဖေစကားတန်ကိုကြားလိုက်ရင်အော်သွားတယ်ဟာအဖေဘယ်သွားနေရလဲစိတ်ပူနေရအေးကွာအဖေလည်းတက်တာနဲ့အပြင်ထွက်ချင်လို့မင်းတို့ညီမအဖို့ခိုင်းရတာစကားတပြောပြောနဲ့အိမ်ထဲဝင်လာကြတဲ့ကျမအမေကတက်တာနဲ့မင်းငယ်စီကိုတန်းပြေးတာပဲပြောလိုက်ချုံအဲ့လိုပြောရအောင်မဟုတ်ပါဘူးအမေအဖေနဲ့သမီးကတစ်ချိန်လုံးတူရှိနေရပါကျမဝင်ပြောရမိကျုံနစ်ပေါက်ကိုပိတ်ထားဝင်ပြောစရာအကြောင်းမရှိဘူးသွားစမ်းငါရှိရနေအဲ့လိုကျမမိရဲ့ကြမ်းတဲ့စကားကိုကြားနေကြပါပေမဲ့ဒီနေ့မှတော့ကြားရတာရိုးနေတယ်လို့ဖြစ်တာရင်အဖေကကျမဘက်မှာရှိနေတော့အမေကမှအဖေကိုမဟုတ်တာပြောနေရအောင်အဲ့လိုပြောအောင်မိသွားရအောင်မိကျုံကိုနေရာကိုနေစမ်းသွားအဖေပါခေါ်သွားအဲ့လိုပြောကတားမိ9ယောက်ကဆက်ပြီးတော့စကားပြောနေကြတယ်အမေအဖေစကားပြောနိုင်ပြီဆိုတော့အိမ်ခင်နဲ့ကုမ္ပဏီမြေခင်အောင်မရမယ်အမေစိတ်ကြီးပဲလို့မနေနဲ့အိမ်လိုအကိုကြီးကပြောကအိမ်ခင်နဲ့ဝင်လာကြတယ်အဖေအိမ်ခင်နဲ့ကုမ္ပဏီမြေခင်ဘယ်နှထားလဲအိမ်လိုမေးလာရဒီအိမ်ခင်ကမင်းမေစီပါလေကုမ္ပဏီခင်ကတော့မရှိတော့ဘူးငါရောက်ပြီးတော့ပြန်ကားထားတာကြာပြီဟင်တားလေးယောက်ရောချွေးမလေးယောက်ပြင်အမေပါအောင်ဟောသွားကြတယ်အဖေတကယ်လားအေးလေ
မင်းတို့ကုမ္ပဏီခွဲရတော့ငါလဲဝှေ့လျှော့ရတာပေါ့ကွာခုလေဘက်နေငွေရလဲအကျွေးရှင်နေမှုရှယ်ယာဆက်ပြီးကိုညီထားရတာငါလဲအကျွေးပူပြီးတော့ခုလိုဖြစ်ရတာပဲအဲ့လိုဒီနေ့စာပြောနေတဲ့ကျမအဖေကိုကျမငေးနေပြီးရောတယ်အဲဆိုအဖေဘာမှမကြံဘူးပေါ့အင်းနေတာငယ်အဖေမင်းတို့အမေခွဲပေးလိုက်လို့မကြံတော့ဘူးတားတို့ကပဲအဖေနဲ့အမေမိချိုတောင်းယူပေးရတော့မယ်အဲ့လိုပြောလိုက်ချင်းကိုကိုကြီးတားလေးဖုံးဆက်နေပြီအော်အေးကဲအဖေတားပြန်တော့မယ်နော်အကိုကြီးမိမအိမ်လိုဝင်ပြောရင်ကန်ဒီကိုအကြောင်းပြပြီးပြန်သွားတယ်လို့ကျန်နေတဲ့ချီမတွေကလည်းအတူပြန်သွားကြတယ်မင်းငယ်အပြက်မိုင်းနဲ့ထင်းတိုင်းကျဲခဲ့တာကြတော့ထဲ့မပြောလိုက်ချင်အလုံးပြန်သွားချိန်အမေကတစ်စက္ကန့်ထားပြန်နေဆရာမဒီနေ့လားကုန်နေမလားတာကြီးစီဟာလားစာယူပြီးပြန်တော့လေအဖိုးတီမကျွေးနိုင်ဘူးဟိုဟင်းမကြိုက်ဒီဟင်းမကြိုက်နဲ့ပစွတ်တော့ပဲဝေချက်ခိုင်းနေရလုံရတော့မိကျူကလုံနေရတာငါမသိဘူးထင်နေတာအဲ့လိုသူနာပြူဆရာမဘက်ကိုလှည့်ပြန်နေကိုကိုကြီးအမေကဆရာမအကိုကြီးစုဖုံးဆက်ကတိုင်ပြန်ပြီးအကိုကြီးကလာခေါ်သွားတယ်တွေ့လားသမီးပြောသလိုဘလို့ချစ်ချစ်ခင်ခင်နေလို့ရမလဲကျမဖေကပြောတော့ကျမကောင်းကြီးပြကညစာထမင်းကိုထမင်းစားကမ်းမှာအတူစားလိုက်တော့တယ်အင်ကူနဲ့မောင်းထုတ်လိုက်ပြီးမိကျုံနေပါသားစည်းဝဲနေပါသားချက်ငါတော့မစားဘူးအဲ့လိုပြောပြီးတော့ဝက်ကောင်းစားလာတွေဝက်ပြီးကျမမိကသူကနဲ့အပြင်ထွက်သွားတယ်နောက်နေ့တွေမှာအကျော်ပြင်ဆရာမကြီးနဲ့ကျမအဖေကိုတေချာကူတာပြီး၃လကြာမှာတော့အဖေဟာခြေချောင်းထောင်းနဲ့သွားလာနိုင်ခဲ့တယ်တွေးနှန်းနေနှန်းပေးလျှောက်ရမယ်နောက်6လနေမှာပြန်ခုဂျားလေးဆရာမလုပ်တယ်လို့ကျထုပ်ကို3ရက်တစ်ချိန်ထိုးပြီးရှောင်းမဲ့ဆာဆာတွေမှတ်ထားတယ်မလားအယုံကျော်အားစီစားတာဆရာဝန်ပြရတော့ဆက်လုပ်ပါဆရာမကိုကြောဖို့တော့ဖုံးဆက်မရ၍အဖေကပြောပြီးတော့ဆရာမကိုသူ့ဖုံးကနေငွေလေးကကြောခဲ့ရတယ်ကျမမိကတော့ညနေအပြင်မှာနေရကနေပြန်လာချိန်မှာတော့အကိုလေးကပါလာတယ်အမေဘလို့လုပ်ရလဲဖိတ်ရိုက်တယ်လေလားအကိုကြီးကအတန်ကျဲစွာအော်နေရင်ကျမတကားကိုဟာထားကနားဆွနေလိုက်တော့တယ်ငါ့ဝင်နေငါရိုက်တာဘာဖြစ်လဲနင်တို့ဆရာတောင်းနေလို့လားအမေကလည်းမခံပါဘူးအမေအဲ့လိုဆိုဒီရောင်းတော့ဗျာတားတို့၄ယောက်အတွက်အမွေခွဲပြီးတတိယကိုဝင်ပြောရအမလေးအော်ပါနင်တို့ကုမ္ပဏီရောအင်တလုံးကားတစ်စီးစီရထားပြီးပြီဒီကငါနာမည်နဲ့ငါအရင်တစ်ပတ်ကရောင်းပြီးသွားပြီဟိုဘန်ကောက်ကကောင်ကလူလိမ်မှန်းသိတယ်ထပ်အပါမခံဘူးကိုဖဲဆိုတာငါအိမ်မှာမနေချင်လို့နင်တို့အမွေကိုစီရထားကြရမလားနင်တို့ဖေခေါ်သွားကြအဲ့လူပြောကအခန်းထဲဝင်ပြီးတော့တကားကိုလှော့ချထားလိုက်ရအကိုလေးယောက်လည်းဘာမှမတက်နိုင်တော့သလိုထိုင်နေကြချိန်ကျမဖေကလေးချောင်းထောင်းနဲ့အပြင်ထွက်လာပြီးတော့ဒါတို့အဖေကိုဖြစ်မထားပါနဲ့ကွာမင်းမကအင်ရောက်လိုက်ပြီတဲ့အဲ့လိုမျက်နှာငယ်လေးနဲ့ပြောလိုက်ချိန်ဟူးမောရဲ့ဖေကအိမ်မှာမိန်းမတမျိုးကဲမင်းတို့ခေါ်ထားကြမလားကိုကြီးတော့ထားမရဘူးမိကျူတယောက်တည်းဆိုရတယ်ကိုကြီးအတွက်အခုရတော့အဖေနဲ့ကြတော့အဆင်မပြေတော့ဘူးကျမနားတွေကိုပိတ်ထားပြီးရောတယ်ကျမဖေကကျမထက်အကိုတွေကိုတေးတနည်းချစ်ခင်ပြီးနေရတာခုလိုတူတူခါခါပြောနေတာကိုကြည့်ပြီးတော့ကျမနားခါပြီးရင်တွေနာနေရပါတယ်ကဲဒါဆိုအမေစီကအင်္ဂါခတောင်းပေးမယ်အမေမပေးရင်တော့တားလို့စုပြီးတော့ပေးမယ်မိကျူလောင်းဈေးတဲ့အိမ်ရှာတလားတသိန်းဝင်းကျင်လောက်ရှာအဲ့လိုပြောပြီးတော့၄ယောက်ပေါင်းကအင်္ဂါစာတနေ့အတွက်ငွေပေးပြီးတော့အမေနဲ့ဖုန်းပြောနေရတယ်အမေကတပြားမှပေးဘူးလေမိကျူအဖေတက်တာပြီပဲနင်တို့ရှာလीနောက်ဆုံးအေးပါမိကျူငါရှေ့ရသမားစီအလုပ်တွဲလိုက်ပါမယ်စာရေးတောက်ရလူသိရမလားမင်းတို့တနေ့တစ်ချိန်တော့အင်္ဂါစာလွှဲပေးကြကွာကျမဖေကိုပြောလိုက်မှပြန်သွားကြတယ်အကိုကြီးကသူ့မိထားတဲ့ကောက်ကိုသူ့ဝင်တဲ့တယောက်နဲ့လာယူခိုင်းပြီးကျမဝန်းနေရပြန်တယ်အမေနင်ကအမေလို့မခေါ်နဲ့ဘာမှပြောနဲ့တပတ်တည်းအိမ်ရှာပြီးပြောင်းကြအဲ့လိုပြောကကားနဲ့ထွက်သွားတယ်ကျမမျိုးငင်းနေတော့သမီးဘာမှငုံနေစရာမလိုကဲအဖေတို့သားပါအိမ်ပြန်ကြစို့အဲ့လိုပြောရင်ဝစားယူထုတ်သိမ်းပြီးတော့ကန်းကားလိုက်တော့တယ်အမေသမီးတို့ဒီနေ့ပဲအိမ်ရလူပြောင်းသွားပါပြီကျန်တော့တကားပေါ်မှာတင်ခဲ့တယ်ကျမအမေစီကိုစားဖို့ပြီးကျမတို့ထွက်ခဲ့ကြတယ်ရွှေတောင်ကြားအိမ်မှာနေရာချပြီးတော့စကားပြောကြချိန်သမီးကုမ္ပဏီမှာအလုပ်ဝင်ရမယ်အဲ့လိုကျမအဖေကပြောရကျမချက်ချင်းအပြေးပေးလိုက်တော့တယ်သမီးမလုပ်ချင်ဘူးအဖေပဲခုလိုလူနဲ့ဆက်လုပ်ပါသမီးဝါသနာပါရဲ့အလုပ်ကိုသမီးတည်ထားပြီးပါပြီအဲ့လိုပြောလိုက်တယ်ကျမဖေကမတင်းချက်ပါဘူးဘ
ဘာဝဒနာပါလေဘာလို့ချင်တယ်လို့မေးပါတယ်ကျမဖိဖိနားကိုကပ်ပြီးတော့တူတူလေးပြောလိုက်တော့တယ်ဟေးဟာဟာအေးမစိုးဘူးသမီးတုတ်နေအိမ်လိုပြောရင်ကျမပျော်သွားတယ်ကျမတို့သားဖားတွေဆ iam မအိမ်ကိုရောက်လာကြတယ်နေနိုင်ရဲ့လားကျမ3လအချိန်မပေးနိုင်လို့ရေဆ iam မအားနာနေရေကျမနေလို့ရပါရဲ့ဆ iam မတမီးနဲ့ဆ iam မစီမှာတပိတ်ခံချင်လို့ရေဆ iam မလက်ခံပေးပါအိမ်လိုပြောရဝါဒနာစေတနာပိုင်းတော့တင်ပေးပါရဲ့ကြည့်ထားလေဒီမှာတော့ဒူနာများရဲ့တမီးရဲ့အိမ်လိုပြောကကျမကိုတပိတ်ဖြစ်တက်ခံလိုက်နေရောတယ်ကျမဝါဒနာပါတာတကြောင်စေတနာစိတ်ကအရင်ခံနေရင်တင်တင်များတက်တယ်မင်းတများမမိရင်နဲ့အဖေကို3လကုသပေးချိန်မှာလူနာတနေ့ကို900အနည်းဆုံးယောဂမျိုးစုံကုသပေးရတွေကို3လကြာအောင်တွေ့မြင်ပြီးတော့လက်တွေ့တင်ခဲ့တယ်လို့ဆ iam မကိုပြန်ပြီးတော့ကုသပေးနိုင်တဲ့အထိတက်မြောက်ခဲ့ရတယ်ကျမဖေအတွက်တင်ယူခြင်းခဲ့ရင်းနဲ့အဖေရဲ့ကျမ်းမာရွှင်လန်းလာတဲ့အလျောက်အဖေကကုမ္ပဏီစီကိုပြန်သွားနိုင်ခဲ့ပြီကျမအဖော်ဖြစ်အတူပါလာရင်းနဲ့အဖေစီတိုင်းကြောင့်ကုမ္ပဏီတို့ကိုလည်းတင်ယူခဲ့တယ်တနေ့ပြည့်ရဲ့အချိန်သမီးကိုရီစီအင်နာကအတွက်ဖုန်းဆက်ကြည့်ဟုတ်အိမ်လိုပြောရင်ကျမဖုန်းခေါ်လိုက်ရအောင်အကိုလေးကလုံးဝမကင်မဲနဲ့ရောင်မတွေကကင်နေရောရင်ဘာကိစ္စလဲမိကျို့အိမ်လိုအတန်မမနဲ့မိရအင်နာကအတွက်ပါမှအိမ်လိုပြောရအကိုလိုက်ပြောပေးမယ်လို့ပြောပြီးတော့ဖုန်းချသွားတယ်ကဲဒီလောက်ပဲဆက်တော့သမီးရဲ့အဖေနဲ့ကုမ္ပဏီကိုအပြီးအောင်မှုဆွတ်ပြစ်လိုက်ပြီသမီးရဲ့သမီးနဲ့အတူတူနေပြီးတော့ဘဝကိုဖျက်တမ်းတော့မယ်ကျမဖေကတဘွားလုံးစူးစမ်းလုပ်ကောင်တမုန်းဖြစ်နိုင်တဲ့အလုပ်ကိုတန်ရုံးစီဖြစ်လိုက်တော့တယ်ကျမလာပြီးပြီမဲ့လောဘမတက်တော့ပဲကျန်နေရဲ့ရှင်တန်ရမယ့်အချိန်တွေကိုကျမနဲ့တူဖြစ်တဲ့ရမှာအိမ်ကဆ iam မထံမှာကူဘူးတဲ့လူနာတချို့ရဲ့ဗီဒီယိုဖိုင်တချို့အင်တာနက်မှာတင်ပြီးတော့လူစီကားရဲ့နေရာမှာရှိတဲ့တင်တင်နဲ့တိုက်ဖို့ပါတဲ့အိမ်လေးကိုဝယ်ပြီးတော့အကျိုးပြင်ခံဖွင့်လိုက်တော့တယ်စီးမကင်နဲ့အမကင်နဲ့လက်နဲ့တာကိုဘာပြဿနာမှမရှိဘူးတခုပဲအကျိုးပြင်မဲ့လူနာရဲ့ယောဂစီးမြစ်ကိုကြည့်တွေးတိုးနေသလားစီးချိုတက်နေသလားပြည်တင်တာရှိသလားဒီများကိစ္စဖြစ်တာ3နိုင်မကျွင်ကုမရတာအစားတည်ထားရမယ်ကုသပြီးရေမချိုးကိုအေးခန့်အသီးရေအေးရေခဲစိမ်မစားရတာအစားမှားမယ်နောက်တနေ့မှစိတ်ကြိုက်နေလို့ရတယ်ဆ iam မစီတိုင်းစောင်းရင်းနဲ့ရေကအိမ်နေရာမှာခြေဆွဲကထားလိုက်တော့တယ်အဖေအိမ်ခန့်ကျမအိမ်ခန့်မှာအေကုန်းတက်ထားတယ်လို့လူနာကုသရဲ့နေရာမှာလည်းအေကုန်းတက်ထားတယ်အဖေတပည့်ပူနီယာချန်နေနေချင်းတာနဲ့လိုတာကုံကုလို့ပေးတတိယသားဖာပါလေအဲ့လိုတွင်းနေမှာပြီးမဲ့ဘာမှမမေးဘဲနဲ့ခိုင်းတာလုပ်ပါတယ်ရေဆက်ဆိုတာပြောရခဲ့တယ်ကျမမိကကျမတို့ကိုမြင်လို့အေးအောင်တာပြောင်းခဲ့ပြီမဲ့ကျမဝင်ပြီးရဲ့တိုက်ဖို့လေးပေးအောင်လက်ထက်တိုက်လေးကိုအမြဝယ်ပြီးတော့နေနေတာတနည်းကြုံခဲ့ပါပြီအဖေဟိုဘက်တိုက်ကလူများသားပဲကျမညာဘက်ဆွေရနေပြောမိအောင်တမီးမေဖွဲပိုက်ထောင်နေပုံပဲသူစီအိုင်းနဲ့ဒီဘွားအန်ကိုက်ဝေးတင်နေဟင်ကျမအောင်ရတယ်အဖေဘယ်လိုသိရလဲအတန်တို့တူရထင်နေရတကယ်မြင်လားယင်ကျမမေးမိအောင်တကယ်ပဲတမီးရဲ့ဒီလိုမမျိုးလေးမဲ့အင်ဂျင်ကတ်နေတော့ဒီနေ့မဟုတ်ဒီနေ့သူလည်းသိမှာပဲတမီးရဲ့အဲ့လိုပြောလာတော့အမေတမီးကိုချစ်လိုက်ကောင်းမယ်နော်အဲ့လိုပြောမိရအောင်ပြောမနေပါနဲ့တမီးရဲ့ကြားရင်တွေ့ရင်သာသူခေါ်ရင်ထူးရုံပေါ့တမီးဈေးသွားလေကားပါလာသေးတယ်အေးကအငားလို့ပြောလို့ရပြီမဲ့ကားအဲ့လိုပြောရဘီနာပူနီကလည်းမနေနိုင်တော့တလို့ဝင်ပြောတယ်ဟိုဘက်ရဘာတော့ဆက်စုနေရကားအရှင်ကားလာတဲ့ကျွန်တော်ကလည်းခေါင်းကြီးပြမိသွားတယ်အဲ့လိုပြောပြမှကျမဖေကပြောပြီးတော့အေးကောင်းနေသူကအိမ်ကားပဲဘသူမမေအဲ့လိုသာဖြေကြလားကောင်းအရှင်တတိယသုံးဖို့ပေးထားရတာပြောကွာကျမတို့မှာကိုပစ္စည်းနဲ့ကိုမူသားသုံးနေရတယ်တမီးအမေစရိုက်ကိုအနည်းငယ်မြင်ရတာပဲမဆိုးပါဘူးအဲ့လိုဖေကပြောမှကျမလည်းအတွေ့အကြုံရပြီးတော့ဘိုးနေနဲ့ဈေးသွားဝင်နေရောတယ်ချက်စီမျက်နှာနဲ့တိုင်ရင်ကြောင်ရိုးတရက်သူချင်းမြင်ဖို့လည်းပြီးမဲ့တစ်ဖက်ရင်အပေါ်တက်ကနေကြည့်ရင်တော့ကျမတို့ကိုအမြင်မြင်ပါလိမ့်မယ်ကျမကိုမြင်မြင်တဲ့အခါတော့ဘလို့ဖြစ်နေမလဲလို့ကျမတွေးမိနေရေကုန်နေခဲ့ကျမချက်ရှိမှအကျိုးစစ်ပြင်းနေလို့စာနဲ့ရေးကကြည့်ဆွဲထားပြီးမဲ့တူတရားမြမလာကြသေးပါဘူးအစာမှုစေတနာဖြင့်ပရဟိတအလို့အတွက်စေဟန်ထက်တဲ့နေရဲ့ကျမလူနာကိုမျောလင့်နေမိရောတယ်အဝိစာအရင်အတိုင်းဝိစင်ပြီးတော့ရွှေတစိုးတစင်းများဝှေ့မထားကြတဲ့ကျမတို့သားဖာချက်လိုက်စားလိုက်နဲ့ဘူနီကတော့တနေ့ကုန်မနာတဲ့လုံနေတတ်တယ်ကျမတို့သားဖာရဲ့ပျော်ရွှင်မှုကတော့ပြုံးပြတတ်အောင်ရှိနေပါတယ်ချမ်းသာမှုတွေကိုကိုယ်ဝယ်ပြီးတော့ရိုးစင်းတဲ့အခြေခံလူရန်စားရည်နဲ့တသားရင်းနေခြင်းဖြင့်စိတ်ပန်းဖြေကြတယ်
ချက်နေထွက်တာနဲ့ပတ်ဝန်းကျင်အတန်တွေဆူညံနေရောတယ်။တိုက်တဲဝင်မရနဲ့တိတ်ဆိတ်သွားတဲ့အရာသားကိုကျမဖေသဘောကျနေရောတယ်။ဆရာရှိလား။ဟောအဖေလူနာတင်နေ။အေးသမီးကျမအရှိကိုပြေးထွက်လာချိန်ဘုန်းကြီးကရှိရဗျဆရာမပါ။အော်ဟုတ်လားအတော့မသိဘူးလေ။ဘုန်းကြီးကကြုံနေပြီမို့ကျမတကားဝကနေစောင့်နေလိုက်တော့တယ်။ဆရာမငငယ်လေးပဲအမလေးဆရာမရေခါမတရားနာနေရတပတ်လောက်ရှိပြီဟုတ်ကဲ့ထိုင်မအောင်ကျမနိုင်ကိုကြည့်ပြီးတော့ညနေ၄နာရီပါညနေချိန်မို့သူ့ဘက်ဘူးလို့တွေးနေအစားစားလာတာလို့မရမစားသေးဘူးခုလေးရေချိုးပြီးတော့ထွက်လာလေကျမသာကောင်းရဲ့ဆရာမနောက်ဆိုလက်မလဲတော့ဘူးကျမပြုံးမိနေခါကြောပြင်ဖို့အကျော်စားဖွင့်ပေးလိုက်တော့တယ်အမလေးလေးလက်နုလေးထိလိုက်တာအေးဟုတ်တယ်အဲ့ချိန်လုံးသားတွေပါကြိုက်တာတစမ်းမပါဇက်ကိုအနာပေးပဲပြောနေတဲ့လူနာခစီကြားညနေရဲ့အကျိုးထုတ်ပေးပြီးမှအော်ကထထိုင်နေကျေးဇူးတင်စကားဆိုကဘလောက်လဲလူမေးကျမအရက်မှာကောက်တဲ့ကျင်းလုံးတာပြောလိုက်ရရော့ဆရာမမကျင်နေစီကအတူတူပဲမကျင်နေရတော့တေးတမောအေးရတာပဲမြနင်းနေနေမတက်တာလေးပဲဟဲဟဲကျမဒီထားလေးတီးပြီးသားမို့အပေါ်ပြောနေရောပဲနဲ့ပြန်လို့ရပါပြီလို့ပြောလိုက်တော့တယ်အသမီးရောလေကြံကြံမမအကျိုးပြကျင်တာရဲ့နာတော်ပါသေးရဲ့အဖေထင်တာတမီးသာအဖေစီကအမွေရရင်လေပျော်စရာကြီးရှာပြီးတော့ကားတပူစီးပြီးတော့လက်ဘက်သုံးရုပ်မယ်ထင်နေမိတာဖေရဲ့အရင်လေအဖေသမီးအနေနဲ့300စားရတာပဲမိသားစုမိတာသာမရတာပါကျမတို့စကားပြောနေတော့အစောနာလူနာနဲ့အတူတခြားလူနာနေရာပါလာတယ်ဆရာမကြီးခေါ်လာပြီယောက်ျားသားနေရာဖြစ်နေရင်အဖေကမျက်နှာမလာနေပါဘူးဘာဖြစ်နေကျမအမေကဆရာမအားရနာလေးဗျဟိုလီဟိုလူပြောနေတဲ့စကားမဆုံးခင်ကျမဖေကဟိုပြောလိုက်တာဆရာမအကျိုးစီပဲပြင်တာယောက်ျားယောက်ကမကူမောင်းရင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်ကလေကောင်းတွေးထွက်နေရပါကျမမျက်နှာရဲတက်သွားတယ်အဲ့ဒါရင်မကူဘူးသွားအဖေအနေငယ်မှတော့လူနာတွေထပြန်သွားကြတယ်တမီးစေတနာနဲ့ပရာဟိတစိတ်ကိုအဖေသဘောတူပြီမြခုလိုကြားမမရွေးကူတာတော့အဖေမကြိုက်ဘူးတမီးလည်းမကြိုက်ဘူးဖေဟောဟိုမကြည့်အောင်အတော်ကြီးအထုပ်ရက်ပြီးတော့တွားနေပြီခါးကြောပြင်ထားတဲ့လူနာကိုကျမကြည့်ပြီးတော့ပြောမိရမမလေးရဲ့သူတို့ကဘဝသမားကြီးလေလုံးမရမှာမို့လုံးကြရတာပါဘိုးနီးကဝင်ပြောမှကျမတပင်းချလိုက်တော့တယ်အမျိုးသမီးတည်တံလို့စားထက်ပြီးတိုင်းမှာကျမဖေကဖုံဝင်ကျသွားတယ်မမသိဒီဘက်တိုက်ကအိမ်ငါတစ်တွေလားမသိပါဘူးအေးစိတ်ဝင်စားပါဘူးအနိမ့်တယ်ဆိုလားပဲကောင်မလေးကငါဖြစ်တခါမှမမြင်ဘူးမမသိကဖဲချက်ကလွင်ဘာမှမမြင်တာသိပါဒါနဲ့ငွေလေးချပါအောင်10 သိန်းလောက်အရင်ကမကြည့်သေးဘူးနော်ခုမှရမယ်ခုပါအရေးကြီးနေလို့အဲ့လိုကျမအမေတို့ငွေသိအောင်ငွေတိုးပြရတာဝါသနာပါတယ်လို့ဆေးရဆူရကလည်းနှုတ်မလေးလာပါဘူးကျန်နောက်ဖက်သွားတိုင်းတော့အမေရေပေါ်တက်ကိုခိုးကြည့်နေတယ်တကားမှမတွေ့မိရောအတန်ကြားကနေဖြည့်သိမ့်ကနေခဲ့ရတယ်နေတိုင်းကြာလာတော့ဖိဝိုင်းဖမ်းတာလေးကြားရတယ်လို့ဖေရှုံလို့ရင်ဖြစ်တာလေးကြားနေရတယ်တမီးမေကငယ်ကလေးကသူ့ရဲ့မိဘကြီးစီရိုက်ကိုမကြိုက်တာကနေတားငယ်မွေပြီး2 နှစ်မှာတမီးဖွားမှုဆိုးမှဆုံးလို့နိုင်ပြန်လို့ရကနေဖေးရိုက်တက်သွားတာပဲအဲကလေးကအိမ်မကတ်တာအဖေပြန်လာခံဒီမှအပြေးပြန်လာတတ်တာလေအဖေတီးတော့စကားများရတယ်အပြင်းမိလို့တာဘာဖြစ်လဲဆိုပြီးတော့ပေါ်တင်တော့ပြန်နေဟူးနေပြောနေရလဲအံ့ဩတာပဲအဖေကပဲမိမကံမကောင်းတာထင်နေနောက်ဦးတဲ့မိမကြီးလေဝေးပဲမဲ့ကြတယ်သမီးမေကတစ္ဆာဖောက်တာတာတာပဲသမီးရဲ့ကျမတော့ခုလိုအမေနဲ့အင်းကြီးချင်းဖြစ်ရတာကိုကြည့်ပြီးတော့ပြောနေရတယ်ကျမဖေကတော့ကျမစိတ်ချမ်းသာစေဖို့အတူနေနေတနေ့ကျော်နာချင်းဖြစ်ခဲ့တဲ့တရားနာခြင်းကိုနေ့စဉ်လုပ်နေခဲ့တယ်ကျမတို့သားဖချမ်းမီကိုထွက်ပြီးတော့လက်တစ်ဖက်ကဖိတ်ထားတဲ့အလိုကိုသွားကြခြင်းအမေလေးတမီးတို့ကိုတွေ့သွားပြီအိမ်တို့လက်ကုပ်ကပြောပြီးတော့ကျမအဖေကခေါင်းကြီးပြပြီးတဝင်းကိုထောက်ကဆက်သွားလေတယ်ကျမအဖေကိုဆွဲတာတယ်ကနာကြမှာအိမ်တို့ကျမအမေရောက်လာတယ်ကျမတို့ကိုမြင်ပါလျက်နဲ့မတိရဲ့သစိမ်းလိုကြည့်ပြီးတော့သူ့ရဲ့မိတ်ဆွေနဲ့စကားပြောကရီမောနေရောတယ်မငွေသိရဲ့လှချက်ပဲဒါကဘလောက်သားလဲ30 သားနေကန်ကြည့်ကန်ဖွေရရှိအောင်လို့ကျမမိရဲ့အကြောင်းကိုလူတွေကစိတ်မဆိုးကြဘဲနဲ့ကန်ကြည့်နေကြတယ်ငွေသိန်းတော့နော်ယောက်ျားရတာကံကောင်းတာပဲသူ့သားတွေနေရောက်လုံးကလေကုမ္ပဏီဖိုင်တထေးတွေဟောင်း
လူမောင်မိတ်ဆွေကြီးနေရာပြောနေတယ်လို့ကျမမိကလည်းမျက်နှာမော့နေရော်တယ်ဆရာမလေးစားနော်ဟုတ်ဟဲ့သူ့လားအနေတည်းဟေးငငယ်ချိုးချိုးလေးကိုအိမ်ငားနေရတယ်ဘိုးဟာပဲသူ့ဖေကလေးဖြတ်ထားရတယ်လူလည်းသိမလားဘူးရေကျမအမေကငင်းငါနားထောင်နေချိန်ကျမဟူသားဖွာပြန်ခဲ့ကြတယ်အိမ်နေရာစားပြီးတော့အမေအိမ်ဘက်ကနေဖေဝိုင်းတန်နေမကြရတော့ပါဘူးကျမကျင်းနေမိရဲ့အဖေကျေးဇူးကိုနားလေပြီးတော့အဖေရဲ့စေတနာကိုသိနေလို့သာအပြုတ်မို့ပြလိုက်တယ်လို့ထင်မိတယ်မနေ့တိုင်းအဖေတရားဖွင့်ရင်းနဲ့အမေဘက်ကပရင်းမောက်ကိုဖွင့်ထားတဲ့ရင်းနဲ့ပါပါတယ်အဖေကစီးပွားသာရှာခဲ့ပြီးတော့ဖျားသွားကြောင်းတက်တာမရှိဘူးအိမ်နေရာစားပြီးအမေအတန်မှမကြရတော့ကျမတတိယနေတယ်လူနာလေးမလာနေပြင်းစရာကောင်းလာတယ်တလားကြာမှတော့အဖေအမေမှာတခြားလူရောက်နေတယ်ကျမလူတစ်တွေကိုမြေပြောပြရအောင်ကြိမ်ဝိုင်းလို့နေရနေမှာပေါ့တမီးရဲ့အဲ့လိုပြောနေရဲ့အဖေကိုမဟုတ်ဘူးအဖေရဲ့အိမ်ဝန်ထက်ကနေလင်းများထင်နေအတူဆင်းလာပြီးတော့နောက်ဘေးကမြေတွေကိုတိုင်းနေကြတာကျမထပ်ပြောမှတမီးမေအိမ်ရောက်ပြီးတော့အဖေနဲ့ဝေးရအောင်ထပ်ပြောင်းတာဖြစ်မယ်ကဲပါတမီးရဲ့နေတဲ့သူလိုနေပါအိမ်လိုပြောရင်ကျမညီနေရပြီမေဝမ်းနေနေရောတယ်အဖေမသိအောင်ဘေးစီကိုသွားပြီးတော့အမေတတိယကိုမင်းမိတယ်ဆရာမမငွေလေးတမီးဆိုအဖေနဲ့တမီးနဲ့တရက်ွက်တည်းမနေချင်လို့အိမ်ရောက်သွားတာတဲ့ဒါလည်းကောင်းတာပဲညဘက်အေးစိတ်အေးရတယ်အဲ့လိုအတင်းမှပြောလိုက်မှကျမအမေကကျမတို့အကြောင်းကိုပဝင်းချင်ကိုပြောသွားမှသိရပြီးတော့တရိုးစင်ပြက်လွန်းတဲ့အမေကိုမေးနိုင်အောင်ကြိုးစားဖို့ကျမဆုံးဖြတ်လိုက်တော့တယ်အဖေမပြောဘူးလားတမီးမိစီရိုက်ကငွေရှိရင်ကြည်စုံနေထင်နေတာဒီနေ့အဖေလူနာလာမှသူသိနေမယ်ကျမနေလို့ပြောတော့ပါအောင်တိနာရဲ့အမင်းလိပ်စာကိုစိတ်ထရရေရွပြီးတော့သွားမရှာဖို့လေဆုံးဖြတ်လိုက်ပါတယ်ဟယ်လိုဖိုးလုံးပြောတတိထူးလို့ပါတတိရဲ့သားကြီးလေမိမပြဿနာတက်ပြီးတော့မိမဘက်ကအမျိုးတွေရိုက်လို့စီးကိုတင်ထားရတယ်။အော်အေးနောက်ပါထူးသေးနေတတိရဲ့သားလက်ကစလော့ဂိမ်းရှုံးလို့ကုမ္ပဏီရောင်းလိုက်တယ်ခုဘာလုပ်နေလဲကွာကိုတူရကမဆက်ရုံမှာကားမောင်းနေတယ်အေးအကြောင်းထွင်ပြောလေမင်းသားစာငါသမီးလွှဲထားရင်မလားဟုတ်ကဲ့ channel လေးမမလေးစိုက်ခိုင်းနေပတ်မိနေကိုစိုက်ထားပြီးပါပြီအေးဒါပဲကျမဖေကတပိတ်ကန်ကောင်းနေကိုနေကမျက်နှာတစ်ချမ်းမီးလောင်ခံထားရ၍အမယုံကြည်ကြောင်ရုပ်ဆိုးကလောက်ရိုးသားလေတယ်ဖိုးလုံးဆိုသူကအိမ်တော်နဲ့ကလေးနှစ်ယောက်ရှိတယ်ဒီဘက် channel မှာလောက်ကင်ပြီးတော့ညနေအိမ်ပြန်နေဘူးတော့ကျမဒီနေရာမှာနေရတာစိတ်မပြောတော့ပါဘူးအရင်ကအမေနဲ့မဆုံခင်နေပြောတာပဲမယ်ခုလိုဆုံပြီးမှအမေရဲ့ပြစ်ပယ်တာထက်ခံရ၍ဒီနေရာမှာမနေချင်တော့ပါဘူးစေကူရပရိုင်တာလုပ်ချင်တာလည်းလက်တွေ့မှာမလဲကူတာကြောင့်ဆီယာမအကြံပေးလိုက်တယ်လို့ပဲအဖေတမီးတို့အိမ်မေးပြင်နေကြအောင်လေဆီယာမပြောသလိုဘဝရေးတာတွေမှာကုသိုလ်ပဲယူရမယ်အဲ့လိုပြောရင်ကျမဖေကခေါင်းညစ်ပြီးတော့အဖေစိတ်ချမ်းသာသွားပြီတမီးဒီနေ့မှအနေကြိုင်ဇယိုက်ဆန်တဲ့လူငယ်နဲ့တမီးဖူးစာပါသွားမှစိုးရိမ်နေတာအိုးအဖေကလေတမီးကစိတ်ဝင်စားပါဘူးအဖေလည်းအသက်20လောက်ကကိုယ့်ကိုစိတ်ကြီးဝင်ခဲ့တာပဲတော်ရုံမိမနဲ့မရနိုင်ဘူးလို့အလုပ်ကိစ္စနဲ့ရောဖက်များတော့တမီးမေကိုချစ်မိတာပဲချစ်မိတော့ဘာမှမတွေ့တော့ဘူးမိဘကကလန့်ပြီးယူခဲ့တာအဲ့လိုပြောနေရင်ကျမဘာမှထပ်မပြောတော့ဘဲနဲ့ရွှေတောင်ကြားလန်းအိမ်ကိုပြန်ခဲ့နေရောတယ်ဘဝအနေသာမကြသေးပါဘူးအဖေမြစ်တောင်ရထားပြီးသားတော်တော့တယ်တမီးစိတ်ကိုလွတ်ချပြီးတော့စိတ်ကြိုက်တော့လေခြင်းနဲ့တွားခြင်းသွားတခုပဲခရီးပဲအယုံမလွယ်နဲ့မကောင်းတာလို့သူနဲ့မပေါင်းနဲ့ချစ်သူရဲ့ရင်အဖေကိုကြွပြောဒါပါပဲတမီးအပြင်းပြေစီပိုင်းလုံးချင်တော့အဲ့ကိုအားပေးနေတော့ကျမလည်းတခါတော့တထေးသမီးလိုနေကြည့်ချင်လာတယ်အဖေတမီးအဲ့လိုနေလိုက်ရင်အကိုပြဿနာရှာနေမလားယင်လာရှာပါစေတမီးတို့ပြန်နေပြရုံပေါ့တမီးနဲ့မင်းနဲ့အားလုံးလုပ်ပြီးသားပဲအမွေတောင်းလို့မရတော့ဘူးတမီးကိုလည်းသူ့မလိမ္မာလို့ကုမ္ပဏီပြုတ်ပြီးရောက်ခမဆေးရုံမှာကားမောင်းနေရတာသူ့ပြင်းနေသူပဲနေတဲ့သူလိုနေပါတမီးစိတ်ရင်းနဲ့မနေတတ်ရင်တော့သူတို့စီရတာအတူခိုးလိုက်ကျမဖေဟာသားလေးယောက်လုံးကိုတန်ရုံးစင်ဖြတ်ထားသလိုအမေကိုလည်းမျှော်မနေပါဘူးကျမတော့မိသားစုရင်းနဲ့အချိန်ခဏလေးဖြစ်ဖြစ်ထမင်းတူစားခြင်းအောင်ပါတိုင်မင်းနဲ့ဖခင်ရလွေပြီးတော့မိခင်နဲ့အကိုရီယာစိတ်ခါလီတော့ဝေးသက်ထဝေးရပါပြီကျမစိတ်ထဲအပြင်းပြေအလုပ်လုပ်ဖို့မရှိပါဘူးအဖေကိုခေါ်ပြီးတော့အဝတ်စားတွေဝယ်အတူတူလျှောက်လေတပုတ်နေရိုက်တယ်ရာသီလိုက်ခီးတွေထွက်တယ်နေ့တစ်ချိန်အဖေကိုအကြောဖွင့်ပြီးတော့အဖေနေပဲအကြိုက်နေကိုစိတ်ကူးထားတယ်ချိန်လေးရရေကူးကံမှာမပြင်းမကြီးရေကူးနေတတ်တယ်တ
သမီးရေဘာလို့နဲ့သမီးအသက်23နှစ်တောင်ပြည့်ပြီနော်သမီးမွေးနေ့မှာဘာလို့ချင်နေအဖေကမိတဲ့ခါတော့ကျမစိတ်ထဲအမေနဲ့အိမ်ချင်းကပ်ကနေခဲ့ဘူးတဲ့အိမ်လေးစီကိုသွားချင်နေပြီအဲ့မှာတပတ်လောက်သွားနေချင်တယ်အဖေအိမ်လို့ပြောရအောင်အဖေတဲ့အိမ်ဒီမှာတရားထိုင်ရတာစိတ်ဖွင့်ကြမိတယ်ကဲသွားကြတာပေါ့ဘုန်းကြီးကိုဖုန်းဆက်လိုက်မယ်ကျမတို့သားပါစိတ်သွားတိုင်းကိုပါနေခဲ့တယ်အဖေစီကံပြရဲ့နော်ပြပြီးမှသွားမလားအေးရဘူးမှသွားတာပေါ့သမီးရဲ့အိမ်လို့ပြောရင်ဘုန်းကြီးကအိမ်လေးစီကိုပို့ပေးတယ်၃နှစ်လုံးဘုန်းကြီးကမကြာခဏတန်ရှင်းတာလုပ်ပေးထား၍တန်ရှင်းနေတဲ့အိမ်လေးတွေကိုဝင်ကအဝိတ်တွေဗီဒီယိုထဲမှာထည့်ပြီးတော့ဗီဒီယိုကြောင့်လေးတွေဝင်ပြီးဘုန်းကြီးနဲ့အတူထမင်းချက်လိုက်ကြတယ်ဆရာမလေးကိုပြန်ပြောင်းလာလားဘေးရအိမ်လေးချင်းတော့ခွင်မတောင်းဝဲဖွင့်ထားတဲ့ချက်တကားကနေဝင်လာပြီးတော့နှုတ်ဆက်နေတယ်လာလိုက်တာဆရာမလေးနေကောနေသေးလားအိမ်ကိုမိလာရဲ့စကားကိုရှင်နေကအောက်ကျတယ်လို့ခန်းစားမိ၍မနေတော့ဘူးလို့ဖြေမဲ့ပြူမဝေသေးတယောက်တော့ဘွားပြည့်ုံမကဘူးဖဲရိုက်တော်ပြီးတော့အကျော်တင်နေလေရဲ့အဲ့ဒီစကားကိုကြားလိုက်၍ပြောမဲ့စကားကိုမြူချပြီးတော့ဘာပြောရင်အတော့ကျမအမေကအခုမှမလေးအိမ်ကိုကမန်းကရမ်းမိလိုက်ချင်းအဖေကကျမကိုကောင်းခါပြနေတယ်ဒါပေမဲ့ကျမအဖေကိုမမေ့တယ်လို့နေလိုက်တော့တယ်ဖေးသမားဖိုးစိန်နဲ့ညားနေတယ်လို့နဲ့ဦးကြလည်းဖိုးစိန်ကတခြားမင်းမနဲ့ယူထားပြန်နေမဝေသေးဘူးတော့အိမ်မော်တင်ထားသေးရပဲသူသားရိစီဖုန်းခေါ်ပြီးတော့လာခေါ်ခိုင်းတာတယောက်မှပေါ်မလာကြဘူးကျမစီကိုဘာလို့မဆက်တာလဲမသိဘူးဆရာမလေးဖုန်းနံပါတ်မရှိလို့ထင်နေဟုတ်မှာပါအမေကငါ့အောင်မှမချက်တာဖုန်းနံပါတ်ကိုဘယ်မှထားပါမလဲကျမစီတီကပြောမိပေမဲ့အမေကိုအပြစ်မတင်မိပါဘူးအဲ့တော့ပြောပြရင်လေးစားကိုရေးမှတ်ထားလိုက်တော့တယ်တော့ခေါ်လိုက်အောင်တော်နေကြညောင်ပြောင်းမှာခွက်တလုံးနဲ့တွားဆထားနေအောင်မေအင်းကြီးတော်ပြောပြီးတော့ပြန်သွားတာနဲ့ကျမဖေကတမီးခဏလောက်ပြစ်ထားအောင်လေတမီးမိပြီးစားအမက်ရှိမယ်မထင်ဘူးနော်၃နှစ်အတွင်းအိမ်ရောက်ရတဲ့ငွေသိန်းထောင်ကြီးပိုင်ပြီးတော့ကိုအောင်မနေခဲ့တဲ့တမီးမေကိုအဲ့လိုဖေကပြောကကျမကိုတားလေရောတယ်တမီးပြစ်မထားနိုင်ဘူးဖေအမေဘလောက်တောင်အားငယ်နေမယ်မသိဘူးနော်ဖေအဲ့လိုကျမပြောရကျမဖေကလေကျမလူစိတ်မဟုတ်လေရောအေးမဒါဆိုလည်းတမီးသဘောပါပဲအဖေကတော့တန်ရုံးစီပြက်လိုက်စားနေထပ်ပြီးတော့ပတ်သက်ချင်တော့ဘူးအဖေနဲ့ဘိုးနီရွှေတောင်ကြားအိမ်မှာပြက်နေမယ်ဟုတ်ကဲ့ပါဖေအမေကိုစီကူဖို့ငွေသုံးမရစီအဲ့လိုကျမကခွင့်တောင်းရအေးမဒါပေမဲ့တကယ်တော့ချန်ပြီးတော့နေဖို့တမီးရဲ့ကျမဖေပြောတဲ့စကားရဲ့အတိတ်ပဲကိုသဘောပေါက်ပါတယ်စိတ်ချပါအဖေရဲ့ဒါဆိုအဖေမနေလည်းမင်းရောဘုန်းကြီးเจ้าမလို့သာပြောဖို့တမီးရဲ့အဖေလည်းဆရာတော်ကြီးခဏခဏသွားနေရပဲတမီးမေကိုအဖေအရာရာအတွက်ခွင့်လွှတ်ထားတယ်အဖေအမားအတွက်လည်းအဖေဒီမဖြတ်ခင်ကအချင်းချင်းဝန်ခံပြီးတော့တောင်းပန်ပြီးပြီသူခွင့်မလို့ခဲ့ဘူးတမီးရဲ့ကဲပါတမီးလူကျင်လာတဲ့မိခင်မြတ်တာကိုတမီးရပါစေကားတော့ပြုံသွားမယ်တမီးအင်္ဂါဘွားနဲ့ကြီးကျက်တာနေပြီးတော့စိတ်ချပါအဖေကျမဖေနဲ့ဘိုးနီကိုထွက်သွားကနေကျမကန်းကားပြီးတော့လိပ်စာတိုင်းလာခဲ့ချန်နယ်ဝန်နဲ့တိုက်ပုလေးရှိကိုကျမချီဆုံရမိချင်းဖိုးစိန်ကောင်စုပ်ငါဘိုက်ဆိုင်လို့ပြောနေမကြောက်ဘူးလားကျမမိရဲ့အတန်ကိုအတိုင်းသားကြားနေရတယ်နားကြီးရပဲကိုဖိုးစိန်ရဲ့သူသားကြီးကလာမခေါ်သေးဘူးလားအင်တကာပွင့်လာပြီးတော့မိမတယောက်တန်နေတူအသက်40ရွယ်ဖိုးစိန်ဆိုရင်လူကိုတွေးလိုက်ရလေတယ်ဘာတူလဲဖိုးစိန်ကကျမကိုမြင်သွားရင်မေကအမေကိုလာခေါ်တာကျမမျက်စောင်းထိုးပြီးပြောလိုက်မိတယ်ဟာဒုံမီတိတ်သမီးလားဟာသမီးရှိရတကယ်မသိခဲ့ဘူးပဲအချော်လေးပဲလာမင်းမေချေးသေးမနိုင်လို့အိမ်ဘေးပဲအဖီးစိပ်ပြီးတော့ထားရတယ်ဟင်ကျမချင်တကားပွင့်တာနဲ့ပြည့်ဝင်သွားမိတယ်အမေကျမရင်နေနာသွားရတယ်ကျမမိကအမေနဲ့နောက်ပါစွာနေတတ်ပြီးတော့စကားပြောရင်အမေအထက်စီကပြောနေစားအတိုင်းထမင်းစားရတာမှဖိုးစိန်လို့အတန်မာလေးရဲ့ရှိနေတဲ့အမေကပုံလျက်သားထိုင်နေတဲ့ခေါင်းဝေးဆိုပါနဲ့ခြေသေးတွေကရှင်ကောင်စိမ့်နဲ့အကြိုက်အုံထနေရောတယ်ကမလေးဟိုးမေရေးပိုက်ရှိတယ်ခုံသွားခင်စေကြောသွားပြီးရင်အဲ့နေရာကိုတန်ရှင်းလုပ်ခဲ့ဖိုးစိန်မိမကခါတောက်ကပြောနေရအောင်လက်မကြည့်ပဲနဲ့ကျမအမေကိုတန်ရှင်းလုပ်ပေးလိုက်တော့တယ်အဝိစားထုတ်ကိုချထားပြီးတန်တာလေးယူကဝတ်ပေးနေကျမမျက်ရည်ကျနေပြီညီဟာဘလို့တီးပြီးရောက်လာလေဂျိုမကျမကိုမောင်းမထုတ်တာနဲ့တင်ကျမကျင်နေရပါတယ်ဘေးရအတော်ပြောလို့ပါကားတော့ခေါ်ဦးမေငါ့ကိုမထားခဲ့ပါနဲ့မိကျိုရဲ့ငါကျမလန့်သွားတယ်အမေရဲ့တောင်းပန်တဲ့အတန်ဟာကျမရင်ကိုစူးနေစေတယ်
အမေဟာဒီနေရာမှာတစ်စက္ကန့်နေအောင်မနေချင်တာကျမသဘောပေါက်သွားတယ်။ကဲအမေသမီးကြောဖို့တဲ့ကျမထိုင်ချပြီးတော့လက်နဲ့တင်ပြီးကိုဖတ်စီပြီးပေါ်နှစ်ဖက်ကိုမတင်လိုက်ချိန်မှာတော့ခြေတစ်ဖက်ကတွေးလောင်းချနေရင်အမေပေါင်ရုပ်ပြုတ်နေရပြီ။ကျမအမေကိုပိုးပြီးတော့ထွက်လာချင်းဟဲတန်ရှိလို့မသွားဘူးကိုစိန်လာပါအောင်နန်လိုက်တာဘူးစိန်မိမရဲ့အတန်ကိုကျမနောက်မှာချိန်ခဲ့တော့တယ်။ကျမမေစီဟာစီးစိမ်တွေကိုယူပြီးတော့စိန်ချနေအောင်ဒီလောက်တော့လုပ်ပေါ့အိမ်လိုစိတ်ထဲကပြောမိတယ်။အိုက်ဆန်လိုက်တာအေးဆုံးထမင်းဝင်ဟုတ်ကဲ့ပါအမေခဏပဲနော်။ကျမရဲ့နောက်ကနေကျမအဖေဟာကင်မရာနဲ့မတက်တင်မှုဘုန်းကြီးကိုလွှတ်ထားတာကျမမသိခဲ့ပါဘူး။ကားကားပြီးတော့အမေကိုကားပေါ်တင်နေထမင်းဝယ်ပြီးတော့ကားပေါ်တင်စားစီပြီးတော့အိမ်ပြန်ခဲ့ပါတယ်။လာမေကားပေါ်ကနေကြောပိုးပြီးတော့အိမ်ထဲဝင်ခဲ့တယ်ဆိုရင်ပဲအိမ်ထဲကတက်နေရပြီ။ကျမပြောပြီးတော့အပြုံးနဲ့မြေကြီးကြားနေအမေအိုဘာဒီပူပူလေးတောင်းနေခြေထောက်ကမနာဘူးလားအိမ်လိုမြေရအောင်စားပြတော့ကတော့နားတယ်နောက်ပိုင်းမနာတော့ဘူးဒီနေ့နေဖေကိုကူရဲ့ဆရာမကိုခေါ်ပြီးစမ်းသူကူရင်ရလောက်မယ်အိမ်လိုပြောကကျမဖြော်ပြီးအိုဘာတင်ကိုတောက်နေရောတယ်ဒီဆုံးစစ်စစ်ရမယ်အမေဟာလေးပြတ်တာမှမဟုတ်တာပေါင်ယူပြုတ်တာလေးပဲစားပြတော့ကအယိုးကြောပါရကူနဲ့ပြိုင်ချက်ချင်းထဲလို့ရတာကိုအမေရဲ့ကျမအဲ့လိုပြောလိုက်တော့စားပြတာဖိုးစိမ်မသားကြောက်နေမင်းငယ်ကိုအိမ်ပေါ်တင်လာလို့ရန်တိုင်နေသူကန်လို့ဖြစ်ရတာစေကန်လည်းမပို့ပေးဘူးအစားအနာပြီးမဲ့ဖေဂျီကိုဆွဲသွားလို့ရသေးရဲ့နိထမင်းဟင်းသွားဆွဲစားလို့ရသေးတယ်6လလောက်ကြာတော့နာလည်းမနာတော့လုံးလုံးလည်းမရတော့ဘူးနိအဲ့မသားထမင်းတော့မကြွေးချင်ဘူးအိမ်ပြင်ထုတ်ပြီးတော့နားမခံနိုင်မှစားကြံလာချပေးတာအိမ်လိုပြောပြရင်းနဲ့ဒေါသဖြစ်နေ၍ချုံမော့ကစီကန်းစီကိုဖုံးဆက်ပြီးတော့တုံကီယူထားလိုက်တော့လက်နဲ့တခါလေးဝင်လာတဲ့တိုက်ပါဝစ်ပေးနေပင်လီအောင်ညှိုးချောက်နေရဲ့အမေကိုကျမဖတ်ထားလိုက်မိရောတယ်ဖေစမ်းမအေးပူလိုက်ရတဲ့အထင်အော်မိနေရအမေအေးကိုဖွင့်ဖို့ကျမအေးကိုအမြန်ထားဖွင့်လိုက်တော့တယ်ညီအနေလုံးကအစီပြေသားပဲတိုက်ကိုငားလိုက်သလိုအေးကိုနဲ့ပါနေဆိုတော့ဒီနေ့ညီဖေမတွေ့ပါလားဘာလဲငါလာမယ်ဆိုလို့ရှောင်နေရလားကျမမိရတော့အမေပါပဲအိမ်ရအတိုင်းပြောပေါက်စပေါက်ကပြောင်းမသွားပါဘူးအဖေဟာနေမကောင်းရဟာပြန်ကောင်းကလေးဟာတရားပိရှာနေခဲ့တာပါကိုလည်းဖုန်းကြောင့်မှနေနေဆရာမလေးချေရှိရခေါ်တဲ့ကြောင့်ကျမထွက်ကြည့်အောင်အရလာနေဖူးတဲ့တယောက်တော်သူဖြစ်နေကျမတကားဖွင့်မိလိုက်တော့လာတတိမအဲ့မိမကားပေါ်မိမကိုခေါ်ကအိမ်ထဲဝင်လာတယ်ဆိုင်မမြင်လို့ဖုန်းဆက်ပြီးတော့ခေါ်လာတာဟင်ကျမမချိတ်ဘဲနဲ့အဖေကချိတ်ခဲ့တာတို့တွေ့နေပြုံးလိုက်တော့တယ်အန်တီဘာဖြစ်လို့လဲလက်ကိုက်နေရကြပြီဆရာလေးစုံနေပြီထမင်းတော်ဝင်းမရဘူးဆရာမရေအဲ့လိုပြောရင်ကျမသွေးဆိုင်နဲ့အစာနဲ့ဝင်းမေးရကျမပြောပြထားပြီးသားပဲဆရာမဟိုမှာချိန်ထားတာပဲတေချာလိုက်နာပါမယ်လူနာကိုလက်အိတ်စီပြီးတော့တက်ဆိုင်ရအကျိုးတွေပြင်ကလက်ပြင်ပူကျော်ကိုခြေပြီးတော့ကျိုးတခြားအကျိုးတွေပြီးခြေပြီးတော့လေပင်အစစ်စာအကျိုးကိုလှည့်ကထုတ်ပေးပြီးတော့လေပင်အတွင်းကျိုးတွေကိုနှစ်ချက်ညထောက်ပြီးလက်မြောက်ကြည့်ပါဟိုးရသွားပြီစပင်းနောက်ကန်လို့ရပြီကျေးဇူးတင်လိုက်တာဆရာမအရင်တိုင်းမလားအရင်လူနာအမေရလူနာတိတ်ကအိုးမင်းမနေပါနဲ့ဆရာမပညာကိုကြောပါတယ်ဝေတသိန်းကိုတရုတ်တသိပ်ပြီးလာရေးရပါတယ်အန်တီရဲ့အလေးမဆွေးနဲ့မမီမကန်းနဲ့လက်မကန်းနဲ့နော်ဖိမိတ်နဲ့ရောစေးဘူးနဲ့အုံးစီနဲ့ညာရင်ဒူးဝိတ်ပေးပါကျမကူးထားပြီးပြန်သွားတဲ့ချိန်တော့ဒူနာဟောင်းကဆရာမနော်ဘော်ရာကြီးလေး9000လောက်တော့ပေးတဲ့နေအိမ်လူကပြုတ်ရေးကျမတထောင်ပေးကဒီတခါပေးရမယ်နော်ကျမအတော်လို့လူအရက်တဲ့လက်တဲ့စည်းနဲ့ယူရနော်တက်နိုင်သူဆိုတစည်းယူတာမိုက်ကြီးကိုလာမခွင်းနဲ့အိမ်လူတခါလေးပြောလို့လိုက်တော့တယ်ကျမအမေနဲ့အတူနေပြီးတော့ကျမချွေးလေးစားနဲ့လှုပ်ကြွေးချင်မိရကြောင်းအကျိုးပြင်းတဲ့အလုပ်ကိုဆက်လုပ်ရပါမယ်ကျေးဇူးပါဆရာမစိတ်မဆိုးနဲ့နော်စကားပြောမတတ်လို့ပါဒူနာရီပြန်သွားချိန်မဆိုးဘူးပဲဒီဟာဟိုဆရာမစီကတင်ထားရလားငါလည်းနိခံကြည့်ချင်နေအိမ်တော်မရပြောရကျမတင်မစုံရိုးပြုပြင်ဖို့လိုဆောင်ပြောပြပြီးတော့စီကံဖို့ကိုပြင်ဆင်လိုက်တော့တယ်ဒီအစီပြေးနာစစ်စစ်တာနဲ့တင်မနှဲကုန်မှာအမေကကျမကိုမရကျမပြောပြပြီးတော့အမေပူနဲ့တမီးကနာမည်ကြီးနေအိမ်လူသာပြောပြီးတော့တင်မစုံရိုးအစားထိုးကူတာပြီးခါကျိုးတွေနေရာကြဖို့ပါရဂူကြီးနဲ့တိုင်ပြီးစီကံကိုတခါလေးတင်လိုက်ပါတော့တယ်ဟယ်လိုဖေ
အမေကိုစေးခဲတင်ထားပြီးမနေ့ကလူနာတယောက်လာတယ်တသိမ်းပြီးသွားရင်သိလားဟာဟုတ်လားအေးပါသမီးရေတိတ်တော့အဖေမခံနဲ့နော်စေးခဲမှာပဲနေမယ်မလားအဖေနဲ့ဘိုးနီအိမ်ဆောင်ပေးမယ်ကျမဖေကဘိုးနီနဲ့တမီးဟင်းပို့ပြီးသမီးမိကြိုက်တဲ့ကျက်နဲ့ကိုပေါင်းပေးလိုက်တယ်အိမ်လူကပါသေးတယ်အမေအားရှောင်စားလိုက်အဖေကျက်နဲ့ပေါင်းပေးလိုက်တယ်ညစေနိုင်ဆိုဘာမှမစားမတော့ရတော့ဘူးလေကျမအခုလိုပြောရညီဖေကငါ့အကြိုက်ကိုမေ့သေးပဲကိုကျမအတန်တင်ထားပြီးတော့အဖေစီကိုပို့ပေးလိုက်တော့တယ်အဖေပြုံးနေမလားလို့ကျမတွေးမိရင်ဘယ်လိုပဲဆိုပါစေချင်းလူယူခဲ့ကြပြီးတော့အမောင်းကူစီရှိခဲ့ကြတဲ့မိဘတွေကိုလက်ကျန်ချင်းဒီမှာအတူတူရှိနေစေခြင်းနဲ့ဝါမီမိကျိုးနေနေစားနေဟုတ်မေခုထိအမေစီကတမီးလို့ခေါ်တယ်မကြားသေးပေမဲ့လေခုလိုစစ်ဆက်ရင်းလေးကိုပဲကျမကြည်နေမိပါတယ်ညီဖေလည်းငါလိုပဲမွဲပြီးတော့ဝေဒနာပြမှအတိတရားရတာလူလောကထဲမမားတဲ့သူဘယ်သူရှိပါမလဲကျမမေစီကတံဝေကစကားတချို့ထွက်လာပါတယ်အဖေပဲကျမ message တွေအစမပြတ်ပို့နေရင်အဖေဖုန်းပေါ်ကစိတ်ဆိုးနေမယ်လို့ထင်ပြီးတော့ဖုန်းအသာဖွင့်ကကန်လိုက်တော့တယ်တမီးဒီလောက်ဆိုအဖေသိပါပြီတမီးပြင်မဲနေမယ်တမီးစားပြီလားကျမပျော်သွားတယ်ခုပဲအမေစားပြီးလို့တမီးစားနေရအဖေတမီးမျိုးဖုန်းပေးလိုက်ဟုတ်ရော့မေအဖေကစကားပြောမလို့တဲ့ကျမလက်ထဲကနေအမေကဖုန်းကိုယူပြီးပြောအဲ့လိုပြောနေပုံမှာချစ်စရာကြီးလို့ကျမစိတ်ထဲမှာပြောမိလိုက်တော့တယ်အင်းမကြောက်ပါဘူးအင်းမသိပါရဲ့ရှင်ရောတမီးစားပြီလားတမီးပြောပြတယ်ရှင်ကိုယ်တိုင်ပေါင်းပြီးရင်လို့ဒါပဲအဲ့တော့ကျမလက်ထဲကဆိုတာတမီးကြိုင်နဲ့ပြုတ်ကျသွားတယ်တမီးဆိုတဲ့မိတ်ဆရာထွက်လာတဲ့စကားကြောင့်ကျမတမီးပင်မျိုးချရမရတော့ဘဲနဲ့ရေးတွေဝင်လာပြီးအမေတမီးကိုတမီးတို့ခေါ်လိုက်တယ်လားပြောလိုက်တာကျမအမေကိုထားဖက်ပြီးတော့ပြောရင်းနဲ့ငိုကြလိုက်တော့တယ်ညီကလေစိတ်ပြောတာပဲငါတမီးမဟုတ်တာကြလို့တမီးတည်အောင်မယ်စားဆက်ရှိရစားဘုံနဲ့ဘသူကပြောနေနေငါတမီးပဲဟာကျမအမိုက်ချင်းနဲ့တမီးတွေထွေးထုတ်ပြီးတော့အားရအောင်ဝမ်းသာလုံလုံငိုနေမိရောတယ်တိတ်ပါအေးအမေလည်းနောင်တရနေမိတာပါအရင်ကဘာလို့မြန်အမကိုအမားရင်လို့မသိတဲ့လေလို့မင်းမိတဲ့အထိပဲအမေတမီးလေးအဖေကိုမယိုမရှာပြုစုနေရတမီးကိုအမေကတတိထားခဲ့မိတာပါအိမ်ရောက်ပြီးတော့ထင်ရဆိုင်ကျင်တဲ့စိတ်ကတမီးဖေကိုခွင့်မလို့နိုင်တာရင်တားတွေကိုဝင်ငါပေးရမှာစိုးတာရင်တားတွေရဲ့လောဘကိုသိပြီးတော့ရွှေမရီရဲ့စိတ်ကကြောက်စရာမဲ့အမေတီးတိုင်းရတယ်တမီးကိုလည်းရင်ဝင်နဲ့ပိုက်ဖို့တရားစိတ်မကူးခဲ့ဘူးလေကိုတော့တမီးနဲ့ယောက်ျားအမေပေါ်ပြစ်မထားဘူးအမေတည်းရဲ့ဒီတမီးကိုချစ်သွားမယ်ယောက်ျားကိုလည်းယူသေးသွားမယ်အဲ့လိုအမေကမှမြေးကြပြီးပြောလာတော့အမေကပထမဆုံးကျမမြင်ဘူးတာပါအကိုလည်းနောင်လာရနေမှာပါအမေရဲ့အမေဖုံးဆက်တာတခြားလူကန်လိုဖြစ်ပါလိမ့်မယ်ကျမအမေအကိုတို့မမုန်းစီရင်ပြောမိတာကြီးမ၄ယောက်လုံးရောက်လာတာပဲတားလိုက်တာမပါတာငွေဘယ်ရောက်ကုန်လဲလို့ဖိုးစိန်မေးပြီးရင်ဖြစ်သွားကြရင်နိအတိမ်မှရွာတဲ့အဖွားကြီးကိုဖြစ်ကိုခံတားတွေကိုဒုက္ခမပေးနဲ့တဲ့ကျမဘာမှစမပြောတော့ဘဲနဲ့တခြားเจ้าနေပြောကထမင်းဆိုင်ကိုတင်လိုက်တော့တယ်အမေအိတ်သားမှကျမအကိုရီစီကိုဖုံးဆက်လိုက်တော့တယ်အမေအိတ်ငယ်ပုံရိုက်ပြီးတော့ဘိုက်ဘာနေပို့လိုက်တော့တယ်မိကျိုအမေဘာဖြစ်လို့လဲကျမမအံ့ဩပါဘူးရောင်မရီကအကိုရီကိုပေးမသိခဲ့လို့ပဲလို့တွေးပြီးတော့ပေါင်ထယူပြုတ်တာကိုကြီးရဲ့အကိုတို့လည်းပြောပြလိုက်အောင်မနေ့ပြန်မနေ့ကိုခွဲရမှာကိုကြီးငွေလေးပေးမယ်ရတယ်ကိုကြီးခွဲစိတ်စိတ်ကရှိပါတယ်ကိုကြီးလာမှအမေလက်ထဲထည့်ပြီးတော့ကြောက်လိုက်ပါအမေစိတ်အားငယ်နေတယ်ကျမပြောပြပြီးတော့ဖုန်းချလိုက်တော့တယ်ဟယ်လိုကျမအမေဘာတတိမိနေရလားမဟုတ်ဘူးကိုရဲ့အိတ်နေရပါလက်ပြမနဲ့ခွဲစိတ်ပါကိုကြီးပြောတယ်လက်ပြမနဲ့ကိုလာခဲ့မယ်ဒါနဲ့အဖေရောနေကောင်းလားကောင်းတယ်ကိုအမေအတွက်ကျက်နဲ့တောင်ပေါင်းပြီးတော့ဖုန်းနဲ့စကားတွေအများကြီးပြောနေကြတာသိလားကျမပြောရင်းနဲ့ငိုတန်းပါလာတယ်ကျမတင်ထားတဲ့ psychology ပညာကိုတော့အသုံးဝင်ခဲ့ပါပြီလူတွေကအားနေသူကိုတနာတက်ကြတာပဲကိုကမွေးမိနေအဖေကစီးစိမ်ဥစားတွေရှိတာနေလို့လောဘအမှာဖုံးနေသမျှကိုတော့အမေရမွေးအဖေရချွတ်တဲ့မကျမ်းမာနေရောသားတွေကလည်း၃နှစ်တွင်ဖြစ်ပျက်ကောင်းဆိုးတဲ့အနေနဲ့များကြုံပြီးပြီမို့မိဘမြတ်တာကိုတတိယနေတော့ကမိဘကိုတာသမီတာဝင်ကြည်ကျင်တဲ့စိတ်ကိုကျမအမိရဖမ်းလိုက်နိုင်ပါပြီအမေဟင်သားတို့ပါလား
ဟုတ်တယ်မေသားတို့ခွတ်လို့ပါနော်သားတို့မားခဲ့ပါလေအမေလည်းမားခဲ့တာပဲကဲထားကြဟာလူစုံနေပါလားကွာကျမမမျောနေမဲ့အဖေကိုတွေ့လိုက်ရတယ်အဖေအေးသားတို့အဖေကိုလည်းကြောပါလေရပါတယ်ကွာမိသားစုတွေပဲမင်းတို့အစီအပေးကြရင်လားမင်းမိခွဲစိတ်ကကူကြဖို့အမေကိုကြောထားပါလေအဖေအေးပါမင်းတို့ညီမသူပဲကုန်ခံမိန်လုပ်နေတာအကျိုးကြစီကုသိုလ်ယူကွာဟိုတော်ရိတ်ခါလေးဝယ်မယ်ဘဘပါနဲ့အဖေနဲ့အမေနဲ့ညီမလေးအတွက်သားတို့ထောက်ပတ်မမယ်တာကူလောင်ကစားလုံးဝမလုပ်တော့စီဝါရေးပြအောင်မြင်လာပြီအဖေသားရဲ့အရေးချင်းဟာအဖေတူရင်လို့အဖေကပြောပြီးတော့သဘောကျနေချိန်ရောအမေခွဲစိတ်ဖို့ခွဲခဲနဲ့ဝင်သွားတဲ့အမေမျက်နှာပြုံးကြည့်နေရောတယ်ခွဲစိတ်ချင်းစတီယိုအစားထိုးခြင်းကြောင့်အချိန်ကြာပါတယ်ဟင်အမတို့အော်အဖေနဲ့မိကျူပါရှိနေရလားရောင်မလေးရောက်လို့လိုက်လာ၍ကျမအော်နေမိရောတယ်သူတို့မိဘတွေကစိုးမကစူပူလာ၍ရောက်လာကြကြောင်းပြောပြမှအကိုရီးယားမိမတွေကိုစန့်ကျင်ပြီးတော့မိခင်စီလာခဲ့ကြမယ်တိလိုက်ရအောင်မမတို့တွေ့ရင်အမေကအရန်ပြောနေမှာပဲခွေးကထွက်လာတော့မှာပါကျမအပြောကသူတို့နေတာကိုလှုပ်လိုက်ရတယ်မောင်းနဲ့ဝင်မိုင်းဆုံးရှုံးလို့စိတ်ဆိုးမိတာအမမိဘတွေကအပြစ်မမြင်နဲ့အဲ့လိုမလုပ်မိအောင်ပညာယူတဲ့မိဘတွေအမားလုံးလို့ဆုံးရှုံးတာမိဘတွေအပိုင်းနဲ့ချိုးတဲ့နေရဲ့မိဘကိုကျွေးမွေးဆောင်ရှောက်ရမှာသာသမီတာဝန်နဲ့ကျေးဇူးတင်ပါတယ်မမတို့ရဲ့မမတို့တကူတကကျွေးစရာတောင်းယူစရာမလိုပါဘူးတခါတလေအိမ်မှာအဖေတို့မေတို့မြေးနဲ့မိသားစုတိုင်းထမင်းတူတာစားကြရင်ပဲကျေးဇူးတင်ပါတယ်အဲ့လိုကျမပြောနေတော့အမေခွဲခန့်ကနေထွက်လာတယ်ခွေးစိတ်မှုအောင်မြင်နေဆရာဝန်ရဲ့စကားကြောင့်ကျမတို့ပြောသွားကြတယ်စားနေပြီမလားယူလာဟေးဘူနီကျမဖေကစားစရာတွေကိုဘူနီကိုဝေခိုင်းထားရအောင်ဘောနမကြီးနဲ့အဖေအတူစားလိုက်ရင်းနဲ့အမေတတိယလာမယ့်အချိန်ကိုစောင့်နေကြတယ်အဖေကကူတီတပိတ်နေပါလားကိုကြီးကပြောရကူတီနောက်ဆုံးပေါ်ကားနေကွာကားမဟုတ်ဘူးမေစီးနေရတော့မေကျမဖေကတကွဲချန်ကဝန်ခံလိုက်၍ကျမပြုံးလိုက်မိရောတယ်အမေကပြုံးနေရပဲညီမကြီးရမော်ရီကအခုလိုပြောရင်ကျမသွားကြည့်ရအမေကပြုံးနေပေမဲ့အသက်မရှူနေတယ်လို့ပဲအဲ့လိုတွေးမိချိန်ထောက်တာလာပါဦးအမေအသက်မရှူနေဘူးကျမအော်ကပြေးသွားရင်ဆရာဝန်ကြီးကပြောလာကောင်မေစည်းမပြေသေးရပါဆက်မနှလုံးခုန်နေရလေဒီပေါက်ချိန်နဲ့ကောင်းနေပါတယ်ကွလန့်လိုက်တာတမမရဲ့ထောက်တာကျမမောင်နှမရဲ့နဲ့ကျမကိုဝိုင်းကြည့်ပြီးတော့မလို့အလောက်တောင်ချစ်တာလားညီမလေးရဲ့တနာလိုက်တာအကိုကြီးကကျမကိုခေါင်းလေးပုတ်ကပြောနေတော့အမေတတိယလာတယ်သမီးမိချိုအမေတတိမရတစ်ချက်ရတစ်ချက်မှကျမနာမည်ကိုခေါ်ပြီးတော့ရှိနေရတယ်မိမတတိယလာပြီလားတားကြီးဆရာဝန်တော့ခေါ်တတိယပြီလို့ကျမတို့ချစ်ချင်းတွေကတော့မမရရင်ကျမတို့အမေပေါ်ကိုစုပြုံကရောက်နေကြတာမို့ထင်ပါတယ်အမေတတိကောင်းကောင်းရလာတော့ချွေးမတွေကိုစကားကောင်းတွေပြောနေရတယ်ပြင်ပန်းနေကြပြီပြန်လာကြလေနင်တို့ဖေနဲ့ညီမရှိနေရပဲအဲ့လိုနဲ့အကိုကြီးနဲ့ရောမိဘတွေပါအကုန်အဆင်ပြေသွားခဲ့ပါတယ်အဖေဘူနီကိုမတွေ့ရတာကြာနေပြီမို့ကျမအမေမိရဘာခိုင်းဆိုင်ရှိတဲ့သမီးမနေ့ကပဲဖေပြောပြပြီးတာကိုသူ့စာတီးပြန်သွားရင်လေအဖေစကားကြားမှာကျမလန့်သွားတယ်ဘာလို့မြန်ဘူနီကိုပဲမျက်စိရှာနေမိတယ်လို့တွေးမိရင်းနဲ့အိမ်မှာမိဘနှစ်ပါးနဲ့အတူကျမတယောက်တည်းနေရတဲ့အခါတော့တိုင်းပြည်တစ်ခုလုံးတိမ့်ပိုင်နိုင်တဲ့ဘေးမလို့စိတ်ကခံစားနေရတယ်မနေ့9 နာရီထားပြီးတော့မိဘတွေမနှိုးအောင်ခြေတန်းလုံးလုံးနဲ့ချက်ပြုတ်တယ်ဇွန်းတော်ရေချမ်းစီမီကတ်လို့ပြီးတော့မနက်စာပြင်ဆင်နေအင်ရှိတကားကိုဖွင့်လိုက်တိုင်းမနက်ခင်းနေနူအိန္ဒိယလက်ဆက်ရရှိတာမို့ခုလိုမနက်ခင်းတိုင်းဒီလိုလေးကိုရှူရှိုက်ခွင့်အမြဲရကြည့်မိတာကျမဆန္ဒပါဘုန်းကြီးနဲ့သူ့စာတီမှာအဆင်ပြေပါစေဘုန်းကြီးစိုက်ပေးထားတဲ့ပန်းမင်းတွေကိုရေးပေးနေကျမဆူတောင်းပေးမိတယ်မျက်နှာရိုးစိုးပေမဲ့အသက်20ရွယ်အားကောင်းမောင်းတဲ့နေဗလားမြင်မာတဲ့အရေးကြောင့်ကျမအဖေကိုပွေတာကြည့်တာမှအားကိုးခဲ့ရတယ်မမလင်းတို့ခေါ်တဲ့အတန်အောင်ကျူးနာအတန်ပါနေ၍ဘုန်းကြီးစကားပြောတိုင်းနှဝင်ချိုနေခဲ့တယ်။သမီးရေကျမမိခေါ်တဲ့ကြောင့်ကျမအိမ်ထဲကိုပြေးဝင်လာတယ်။ဖြည်းဖြည်းလာပါအေးမောင်ရဲ့လဲနေပါမယ်။ဟုတ်မေအဖေရောဖျားဦးပြုတ်ပြီးတော့မျိုးဆောင်နေမယ်။လာမေမနေ့စားရအောင်။အမေတို့အရင်တို့အိယာထဲမှာပြူးစုရတော့ပါဘူး။လေးချောင်းထောက်လေးနဲ့သွားလာနိုင်ပါပြီ။မနေ့စားတော့ထမင်းစီချမ်းကိုပဲပြုတ်ဖြူပြီးတော့ဝက်ဥကြောင်နဲ့ကျုပ်ရောကျုပ်မိဘကြီးကြိုက်တယ်လို့ပြင်ဆင်ထားတယ်။သမီးလူနာတွေတိတ်တက်မခံနဲ့လေကျမဖေကပြောတာပါ။ရတယ်ဖေရဲ့
များလည်းမဟုတ်ပါဘူးအမှန်ပါဒီနေ့မှ2 ယောက် 3 ယောက်သာကုပြီးရတာမို့ပါတမီးကိုနဲ့အမကြီးထောက်ပံ့နေရပဲတမီးရဲ့အမေကပါကျမကိုပြင်ပန်းစီချင်တာတီးတော့ကျမကျင်းနေပါတယ်လူနာကူတာကုသိုလ်လေးရဝမ်းလင်းဝတယ်အမေရဲ့သူတို့ဝေဒနာတက်တာသလိုဖြူစင်းတဲ့နွားကလေးနဲ့အဖေနဲ့မေကိုကြွရတာတမီးတို့ကျင်းနေတယ်အိုဝါတင်းတောင်ကြီးနဲ့ကျမစီးကျိုးလောက်ကန်နေရအောင်အဖေနဲ့မေကကြည့်နေရောတယ်ကိုကြီးကျမခြံထဲမှာခဏထိုင်မယ်လာလေးမေမကျမမေကအဖေကိုကိုဝင်းလို့ခေါ်နေရင်ချစ်နေရေးပါစိတ်မကြည်တဲ့အခါမှတ်သားဒါမှမဟုတ်တည်ချင်းစုလို့တဖုံခေါ်ခဲ့တာအမက်ရပြီးတော့ခုတိချိန်ပြန်ဆုံကြပြီးခုထိအမေစိတ်ဆိုးတာဒေါသထွက်တာမမြင်ရသေးပါဘူး။ကျန်တဲ့နေရာတူလမ်းလျှောက်ရင်းနဲ့ကျမတော့အချိန်မျိုးနောက်ပြန်နေလို့ရရင်လေတမင်းငယ်ကိုမွေးရနေတီပြန်သွားချင်တာပဲ။ဘာလို့လဲသိလား။တမင်းငယ်ကိုတားရည်နဲ့တန်းနဲ့ချစ်ပေးချင်လို့လေကျမပရင်းပေါက်နာအနေနားထောင်ရင်းနဲ့ရင်ထဲနှွေးသွားတယ်။ဟာဟာမင်းတို့ချစ်ပေးရင်တော့တားရည်လိုပဲတမင်းလေးလောဘတက်ပြီးတော့အမေတို့သမီးမို့ကက်ကက်လန်နေမှာကွာဒီအမေကောင်းပါလေကွာကျမအဖေစကားကိုကြားလို့ရှိမိတယ်အဖေပြောမှန်နေလေကျမသာယူရခံရမယ်အမေတို့ကိုဆိုရင်အငယ်ဆုံးမို့တိမ်တို့ကိုချစ်စုလို့ဘုံချမိမလားမသိနိုင်ဘူးလေဒီလိုနဲ့တနေ့ပြည့်ပြီးတော့ကျမအသက်24နှစ်မွေးနေ့ကိုအကိုကြီးမိသားစုဟာအိမ်မှာစုပြီးတော့ကိတ်ခွဲကြတယ်ဟယ်လိုပြောနေလေကုန်ကျဲစာချုပ်တွေအတွက်ဘယ်နည်းချုပ်မလဲဒီနေ့ပြောလေဒီတော့မရဘူးကိုညီမလေးဝင်နေမို့မအောင်အကိုကြီးကဖုန်းပြောပြီးရတယ်စကားဝိုင်းနဲ့ဝင်လာတယ်ညီမလေးဝင်ကျမချမ်းသာပြီးတော့ပျော်ရွှင်ပါစေအားလုံးကဆူတောင်းပေးပြီးတော့လက်ခုပ်တီးနေကြတယ်တူမလေးတွေရောင်းမနဲ့အကိုကြီးအဖေနဲ့မေတို့ရဲ့ပြုံးရည်နေရဲ့မျက်နှာကိုလိုက်ရင်းနဲ့အိမ်မက်လီလာလို့တွေးမိပြီးတော့ကိကဖျောင်းနိုင်ပြီးတော့လက်နဲ့တိုးကြည့်မိတဲ့အထီပါပဲအာပူလေအိမ်မက်မဟုတ်ဘူးပဲကျမတီတို့ပြောပြီးတော့မင်းကိုမုန်းလိုက်တော့တယ်စားတောင်းကြချိန်အကိုကြီးရောက်အဖေကိုကွန်မြူနတီကပါတနာနဲ့အတော်အဆင်ပြေတယ်လူငယ်လေးပေမဲ့လူ့ရေခိုင်ရှိတယ်သူကနိုင်ငံသားပို့ရဲ့ဘက်ကပဲညီမလေးနဲ့မိတ်ဆက်ပေးရမလားတော့တွေးမိနေတာအကိုကြီးစကားကြောင့်ကျမဆိတ်ရှုပ်သွားတယ်သစိမ်းဖက်လာမှတဲ့ကျမအချစ်ကိုမရှာချင်နေသေးပါကိုကြီးပြောနေတာခန့်ပိုင်လားမစိုးဘူးညီလေးသဘောကျတယ်အကိုကြီးကမှပြောလာတော့နေပါဦးအကိုတို့ရဲ့မိတို့မိသားစုနဲ့ခုလိုလေးလွတ်လွတ်လပ်လပ်နေပြစေအောင်စကားအလားလေးနဲ့ညင်ပယ်မိတယ်။တော်ကြယောက်ျားယူပြီးမိဘကိုပြုဆိုရင်ယူစုတာတို့ဘာလို့ဖြစ်လာမှလဲစိုးရိမ်ပါ။တကယ်တမ်းဘဝလက်ထွေးဖို့ဆိုရင်ဘုန်းကြီးကိုပဲရွေးမိမှာ။သူကအဖေလေးကအကြောင်းသိပြီးသား။ဘုန်းကြီးမျက်လုံးကအကြည့်ကိုလွှမ်းလိုက်တာ။ကျမအတွေ့အလေးကိုဘယ်သူမှဝင်ကြည့်မရတော့ချမ်းသာသူနဲ့သဘောတူနေကြတဲ့အကိုတွေကိုဘာမှထမပြောဘဲနေချိန်တာတို့ကသဘောကျပြီးမြဲအဖေကတော့တမီးသဘောတိုင်းပဲဖြစ်စေခြင်းနဲ့သူချစ်တဲ့သူပဲဖြစ်မှအဆင်ပြေမှာကွာကျမအဖေလက်မောင်းကိုလမ်းဆွဲကအဖေဘုန်းကြီးစီဖုံးဆက်ပါလားအဲ့လိုစကားပလင်ခံမနေပဲပြောလိုက်ရဟာမိချိုးနေဟိုကောင်ဘုန်းကြီးကိုကြိုက်နေရလားအဲ့ကောင်နဲ့တော့ဖြစ်ဘူးနော်ငါညီမနဲ့မတန်ဘူးအကိုရဝိုင်းပြောနေရအဖေဖြစ်နေပါတယ်ကွာအဖေမွေးတော့ဘယ်သူမှအနားမနေကြတော့ဘူးဒါပေမဲ့ဘုန်းကြီးကအဖေကိုပြုစုကူတယ်ခိုင်းတယ်လို့လုပ်တယ်သူ့ရဲ့အကောင့်မှာတမီးကိုချစ်မိကြောင်းစာစီပြီးတော့တင်နေရမို့အဖေရဲ့ပြန်ခိုင်းမိတာခုလိုတမီးကပါစိတ်ဝင်စားနေမှမသိခဲ့ဘူးလေအဖေကသူ့ကိုခေါ်မထားရင်တမီးခုလိုမချစ်မိဘူးလေအဖေဖြစ်ပါအဖေစကားကြားမိပြန်တော့ကျမရှက်မိတယ်အဲ့လိုလည်းမဟုတ်ပါဘူးဖေတမီးကချစ်သူလို့မဟုတ်ပါဘူးတတိယမိကကိုယ်ရုံခဲ့နေချိန်ကအတူနေပေးခဲ့လို့ခုလိုမိသားစုနေပျော်နေရတာသူ့ကိုမြင်စေချင်မိတာပါကျမအရှက်ပြေပြောပြီးတော့ကဲယနေ့အကင်အတွက်ပြင်ဆင်ကြအောင်ရမရီကစောအရေးစကားစားပြတ်သွားတယ်မိကျိုကြီးလေးလာကြည့်နော်ကိုကြီးဖေးလိုက်မယ်ခတ်ပါအောင်ကျမမကြားသလိုနေလိုက်တော့တယ်အကိုကြီးနဲ့အတိုက်ခံမဖြစ်လို့အားကြောင့်မှရောက်လာလေမိတ်ဆွေတို့စကားနဲ့ငယ်ပြောပြီးအောင်လို့တွေးပြီးတော့အလုပ်ဆက်လုပ်နေတယ်ဒီမလေးမမတို့တိုင်ပင်ထားတယ်ဒီကိုမမတို့ဆိုပြီးတော့ဝယ်ပေးမလို့ကျမမျိုးလုံးပြူသွားတယ်အဖေဝေထားတာမို့ပါအရှင်ကမရဘူးလေမမရဲ့အဲ့ဒါပြောတာအရင်မျိုးအိမ်ကလည်းလူမနေဘူးလေပြန်ဝင်ရမလားတိုင်ပင်နေကြတာအိမ်နာပြန်ရရင်မောက်လေလိုက်လာနေလို့ရရင်လေရမရီကချမ်းသာမှုပြန်နေမျှဝေနေကြတယ်သူတို့မိဘတွေစုံမတက်တာရင်သူတို့စိတ်ကနေအမေရဲ့စီးရဲမှုကိုမြင်ခဲ့ရပြီးတော့ပြောဆိုမိခဲ့တာတွေကိုနောက်တိုင်းရတဲ့စိတ်နဲ့အတိုးချပြီးတော့ရင်ဖွင့်ကချစ်ပေးကြတာပါ
အဲ့လိုကျမချင်းစားအတွင်းနဲ့ကြည်နပ်မိရော်တယ်။တိုက်မှုလေးရှိရာမိခွက်လက်လေးမှာအကင်ဖူရီဘီယာဝိုင်းအေးစုံနဲ့ပကံဖန်ခွက်တွေပြည့်စင်ထားတယ်။ချိန်ရှိကိုနောက်ဆုံးပေါ်စိန်ခံကတစီရောက်လာတယ်။ဟာညီလေးလာအကိုကြီးကပြေးချူနေရော်တယ်။အကိုကြီးနဲ့တူရိုးရီချော်မော်တဲ့လူငယ်လေးအတူပါလာတာကိုငင်းနေဘိုးနီကိုတတိယနေပြန်နေ။အကြည့်ကိုလွှဲပြီးတော့အသားပြားတွေကိုတစ်ဖက်လက်နေလိုက်ပြောတယ်။မလေးဝင်းရေလာပါအောင်။အကိုကြီးကလမ်းခေါ်နေရင်ခဏလေးကိုရဲ့အသားခင်နေလို့တွားလေးညီမလှုပ်ထားမယ်။ရောင်မပြောရေးရှောင်မရတော့ဘဲနဲ့မိတ်ဆက်တာလက်ခံမှုသွားခြင်းဟင်အဲ့သူရဲ့အကြည့်ကိုအရင်တွေးလိုက်၍မတိမတာမျက်စောင်းထိုးမိသွားတယ်။ကျန်းသာချုံမောနေလေကျမမကြိုက်ပါဘူး။ဒါအကိုညီမအငယ်ဆုံးဝင်းဝင်းနဲ့ညီမလေးဒါကိုယူရဲ့ပါတနာလုပ်ငန်းရှင်နေခန့်ပိုင်နဲ့ဟုတ်ကဲ့ကျမပြောပြီးသူကလက်ကမ်းပေးရတွေ့ရတာဝမ်းသာပါတယ်မအဝင်းကျမတို့လုံးနှွေးကနေဖြစ်သွားကောင်တွေ့မျက်နှာကိုစိုက်ကြည့်မိသွားတယ်။နှလုံးလေးတူရဲ့အတန်းချွတ်ချွတ်တူနေရပဲဘူးနီနဲ့ကျမစိတ်ထဲကပြောရင်းနဲ့လက်ကကမ်းပေးမိနေတဲ့သားဖြစ်သွားတယ်။ဘူးနီမှာပြောရှင်ပါစေဗျာ။ဟုတ်ကဲ့ကဲလွတ်ဆက်ပေးနေငါသမီးတက်ကိုလွတ်ပေးပါအောင်။သမီးသွားလွတ်ဆက်ရှယ်လုပ်ချင်းကျမဖေဝင်ပြောမှကျမလည်းသတိဝင်လာပြီးတော့စုပ်ကင်ထားမိတဲ့လက်ကိုယုံကယူနာကိုပြေးလာခဲ့။ကျမညီကုန်းတန်နေစူညံနေရောတယ်။ပဝင်းကျမတော့စားဖို့တောက်ဖို့ဆန္ဒပြင်းပြနေတဲ့တူမတွေအတန်းနဲ့ညံစီနေရောတယ်။လွန်ခဲ့တဲ့နေ့ကဘိုနီပြားတဲ့မင်းငါသမီးကိုကြံနေရလား။ပြားဘိုနီကိုကြက်ပေါင်းတင်ရမိလိုက်ရဘိုနီကစိုးရင်ကလန့်သွားတယ်။မင်းတော့မှတင်နေတဲ့စာရီကငါသမီးကိုခန်းစားပြီးတော့ရေးထားတာထင်တယ်။အဲ့ကြောင့်မိတာဦးဝင်းကိုမောကြည့်ပြီးတော့ကျွန်တော်မားသွားပါတယ်တတိအိမ်လိုဝန်ခံတယ်လို့ပြောရင်းနဲ့အလုံးထုတ်လေထွက်သွားဖို့ဆုံးဖြတ်ထားရမင်းတကယ်ပဲငါသမီးကိုချစ်မြတ်လို့သလားတိစ္ဆာမဖောက်ဖြစ်ပဲတသက်လုံးပေါင်းသိနိုင်သလားအိမ်လိုမင်းမဘိုနီယာဦးညုကတိစ္ဆာပြုနေရောတယ်မင်းမိဘရင်နဲ့အတူမိလေးပါမသွားတဲ့မင်းကိုငါငယ်ကလေးကတာတပည့်လိုစောင့်ရှောက်ခဲ့တာပဲအဝေးတင်တဲ့ဘွဲရခဲ့ကိုမင်းကိုကုမ္ပဏီအစ်ဖွင့်ပေးမယ်အင်းဆုံးငါစီမံပေးထားမယ်မင်းမျက်နှာကိုသွားပြီးခွဲစိတ်ပါအဲ့လိုဦးဝင်းကိုအောင်စီမံကတမန်လောက်ဖြစ်ရွေးချယ်ခဲ့တာပါတစ်ဖက်ကသမီးလေးနဲ့ရိုးစိုးနေတဲ့ဘူနီကိုပြန်မကြိုက်လောက်ထင်ခဲ့မိတာမို့ကိုကလည်းသမီးကဘူနီကိုတန်ရုံးစင်ဖြစ်နေတာသိရတော့ကျင်းနေနေမိတယ်ဦးဝင်းကိုတရားခံရတဲ့ဘူနီကိုငင်းနေအောင်ခက်မိုင်တစ်ဖြစ်တဲ့ဘူနီကိုကြည့်ပြီးတော့မင်္ဂလာပါတတိအဲ့လိုနှုတ်ဆက်လိုက်တော့ဟာအိမ်ရပါကွာတတိကကိုမြင်တဲ့အတိုင်းပဲအဲ့လိုပြောရသားရီဟာအဖေကလေတားတို့ဖေဖေဟာထာဝရတတိဦးဝင်းကိုဖြစ်နေပါလေအေးပါကွာကျမအဖေတို့အမျိုးသားဝိုင်းကစကားတန်နေရည်တန်တွေကိုကြားပြီးတော့မကြာခဏခိုးကြည့်မိတယ်ကြည့်မိတိုင်းသူနဲ့အကြီးချင်းဆုံနေရပြီးရှင်ကစတိုက်ကိုခုံနေပါတော့တယ်ဒီလောက်တော့တူနေရသလားအတန်ရောအကြည့်ရောအဲ့လိုကျမတီးတူပြောနေချိန်တမိတူးနေပြီလေအမေရောက်လာကပြောမှအသားတူတာကိုသိလိုက်ရတယ်တမိကိုမိတ်ဆက်ပေးရဲ့ခလေးကမစိုးဘူးပဲတမိသဘောကျရဲ့မလားမင်းမနေနဲ့အမေတမိကလက်ဆွဲနှုတ်ဆက်ပြီးဗျာငရဲပြလို့ဆွဆွကုန်နေရအသားတွေထူတာပဲကြည့်တော့ဟာအိုးမမလေးရောင်မရီနဲ့အမေရဲ့ရည်တန်လေးကြောင့်ကလေးကြီးရဲ့အကင်တောင်းဆိုတန်တွေပေါင်းဆက်ပြီးတော့ဝင်းနေညစာစားပွဲလေးပြီးဆုံးခဲ့ရတယ်အကောက်တွေအပြန်လည်အပ်ကြပြီးတော့ဖုန်းနံပါတ်အပေးယူလုပ်ခဲ့ကြတယ်ဟယ်လိုဝင်းဟုတ်ကိုခန့်အဝင်းကိုလေးဟုတ်ဒါပဲနော်အိတ်တော်မေကျမဖုန်းချလိုက်တယ်ရဲတင်းလို့နဲ့ထင်ပြီးလို့ပါမရဲတရဲ့အကြည့်တွေအားနေချက်များစွာနဲ့ဘုန်းကြီးကိုမရောက်မီနဲ့မကြသေးခင်ကခုန်နေခဲ့တဲ့ရင်တွေကညှိသက်သွားတယ်အဲ့လိုနဲ့အေးကိုမကြခဏတူလာတယ်လူချင်းတွေ့ရရင်တော့ကျမစိတ်တွေလှူရှားသလောက်ဖုန်းပြောချိန်ဆိုအေးဆက်နေတတ်တယ်ဒါနဲ့ပဲကျမမိဘတွေအကိုတွေတိုက်တွန်းမှုနဲ့ပဲစိတ်ဆက်ကြောင်းလိုက်ရတယ်။သမီးဘူနီနဲ့အဖေသဘောတူပါတယ်။ဒါပေမဲ့သူ့ကိုရှာလို့လည်းမရဘူး။အခုမောင်ခမ်းပိုင်ကတောင်းရမ်းလာတော့အဖေကတော့သူနဲ့ပဲသမီးကိုပေးစားခြင်းနဲ့ကျမတွေးစားကြည့်ပါတယ်။ကောင်းပါတယ်အဖေ။ဘူနီကသမီးကိုချစ်တယ်လို့မပြောဘူးတလို့သမီးကလည်းသူရှိနေစဉ်ကတတိမထားမိပဲနဲ့ဝိမာန်လုံးခဲ့ရတာပါ။လူတိုင်းကအချင်းနဲ့ညကြတာနဲတယ်ဒါပဲသမီးအဖေပြောဘူးလေမလားလူပတ်ဝန်းကျင်ဆိုတာတကယ်ရေးကြည့်ရဲ့လို့အဖေငယ်ငယ်ကကိုယ့်ပတ်ဝန်းကျင်နဲ့ခွာချလို့တဲ့အရာမှာနေမိရနေ
အလောင်းစားမတဲ့မိဘတွေရဲ့တိုးရီတော်သမီးဖြစ်တဲ့သမီးမေကိုချစ်ခဲ့မိတယ်။ချစ်မိရနဲ့အရာအလုံးထက်ချစ်သူကအဖိုးတန်နေတယ်။မိဘတွေကိုစန့်ကျင်ပြီးတော့လက်ထက်ရဲ။တကယ်လို့သာအဲ့လိုမသွားမိမတွေ့မိရင်လေကိုပတ်ဝန်းကျင်ကတခြားသူရဲ့သမီးနဲ့ရနိုင်နေလေ။ကိုလည်းသမီးကအနေနီးရဲ့ဘုံကြီးကိုမတိစိတ်ကဆိုးလိုက်နေခဲ့တာပဲ။တကယ်လို့အဖေသာပြန်မလို့ရင်သမီးဘုံကြီးကိုယူမယ်မလား။အဲ့လိုပြောနေရကျမခေါင်းကိုအသာရခါရမ်းမိပြီးတော့အနေနီးလို့မဟုတ်ဘူးအဖေသမီးအရင်ကအရက်ထဲချီးစုနဲ့တွဲပြီးတော့လဲပတ်တယ်ကောင်းမောင်းတင်တယ်တကယ်ကြီးယောက်ျားလေးနဲ့မိလာခီးသွားတယ်သမီးကိုချစ်တဲ့လူတွေအမျိုးမျိုးကြည့်ခဲ့ကြတာပဲသမီးရင်မခုံအဖေစိတ်ထဲဝင်စားအောင်အဲ့လိုပထမဆုံးအဖေစကားကိုစန့်ကျင်မိတယ်ဟာအေးပါနောက်ပြီးဘုန်းကြီးရဲ့စိတ်ဓာတ်ကိုသမီးသဘောကျတယ်ဖေသူကအမေနဲ့အဖေကိုမိဘလိုချစ်ခင်နိုင်တယ်တနေ့နေ့ဒီချိန်ချင်းအဖေတို့မိတို့မကြမ်းမိုင်းတမီးနဲ့တူမယူမရှာပြုစုနိုင်မယ်ခုရရပြုစုနေတဲ့ခံမရဝေဝဲပေးမှာအဖေရဲ့တမီးအဖေတို့ကိုပြုစုနေတာမှာတဝင်းတို့ချုပ်ချင်နိုင်နေဝေရတမီးတို့မှာပြည့်စုံနေရပဲအဖေကျမနိုင်ရှိရပြောပြမိတယ်ကဲပါခုပြည့်စင်ထားစီးဆက်ပြရနဲ့လက်ထပ်ပွဲရဇက်တိုက်ဆိုတော့လေတမီးအနားယူပြီးမောင်ခင်မင်းနဲ့အတူသူ့အိမ်ကိုလိုက်သွားမင်္ဂလာခန်းဝင်ပစ္စည်းတွေတွားကြည့်ကျမကောင်းတာနေပြမိတယ်စီးဆက်ပွဲရကျမတို့အိမ်မှာလုပ်တယ်မင်္ဂလာပွဲကိုသူ့အိမ်မှာစီစဉ်နေရတည်ထားပြီးကျမဖြတ်နေတယ်မရတော့မှသိနေပါတယ်အမေအဖေနဲ့ပါဇက်ကမချပေးနေကျမမိဘတွေကိုခြေထောက်ဆေးပေးရတာနဲ့ကိုယ်တိုင်ချက်ကျွေးနေရအောင်ကျမကြည့်နေအချစ်မပါမိမဲ့မိဘမောင်နှမသဘောကျယူလို့လည်းမမားပါဘူးလို့တွေးမိတယ်ဒါပေမဲ့သူဟာအပေါ်ရင်လုံးနေသလားလို့လည်းတန်တရားရှိနေရောတယ်မင်္ဂလာမဆောင်ခင်တရက်မှာမင်္ဂလာအမတ်တရားပုံနေနဲ့အခမ်းအနားမင်္ဂလာအိမ်ခန်းတွေကြည့်ဖို့ကျမကိုခံမရလာခေါ်လျော်တယ်ကားမောင်းတာအစားတူနေရပဲကားစီးမိရနဲ့ညင်ညောင်းနဲ့မောင်းနေမှုဟာမျက်စိသာမိထားရင်ဘုံဒီမောင်းနေရလို့ထင်စရာပဲအဝိပျော့လားကိုတော့အရင်ပျော့တာပဲကျမလေးမကြည့်ပဲနေပြီးရောတယ်လာဝင်းကျမကြားနေရတဲ့စကားမြင်နေရတဲ့သူ့ရုပ်ကိုမမြင်လို့မကြားလို့ပဲနေကားမောင်းနေတူတဲ့အရာကိုမျက်စိမိတ်ပြီးတော့လိုက်တာရနေကားရက်သွားပြီးတော့သူကတကားဖွင့်ကခေါ်လိုက်မှကျမမျက်လုံးဖွင့်ကြည့်လိုက်တော့တယ်အမလေးဘုံဒီမဟုတ်လားကျမကားပေါ်မစင်းခင်ခြံတဲ့အိမ်ကိုမြင်လိုက်တာနဲ့ခုလိုအော်မိသွားတယ်ဟုတ်တယ်လေမမလေးရဲ့ဘုံဒီပါဗျသူကကျမကိုလက်ဖက်ကဖြေပြီးတယ်ကျင်းထဲမှာခင်းကျက်ထားတဲ့ခုံတွေပန်းလာပင်တွေဒီဝိုင်းနေရအပြင်ခန္ဓာရဲ့မင်းသားအိတ်ခမ်းတွေကိုကြည့်ပြီးတော့အပေါ်ထက်ကနေခြံထဲကိုကြည့်ကကျမဖေသူ့ထံပို့ထားတဲ့ကျမရဲ့စကားသံတွေကိုသူဖွင့်ပြရာကျမရှက်မိပေမဲ့တကယ်ပြောတာဘုံဒီသားရှိနေရင်အဖေလိုပဲမိဘကိုစန့်ကျင်ပြီးတော့ဘုံဒီကိုရွေးမိမှာကျမပြောနေပါတယ်ကျမမိသားစုကိုစိတ်ပညာနဲ့ပေါင်းဆက်စေသလိုကျမဖေလည်းကျမနဲ့အစင်တန်းကွာတဲ့ဘုံဒီကိုမိသားစုကလက်ခံလာအောင်စီမံပေးလိုက်တာကြောင့်ကျမဖေကကျမတက်ပိုးတော်လုံးခဲ့ပါတယ်စိတ်ချတော့ဝင်မောင်တသက်လုံးသစ္စာရှိပါမယ်မောင်မိဘတွေအစားဝင်းမိဘတွေကိုချစ်ပေးပါမယ်ငကူလေးကလည်းချစ်ချောက်ယူသေးခဲ့ရတာပါပဲနော်ကျမဘုံဒီကိုတင်းကျပ်စွာပြန်ပြီးဖတ်ထားမိတယ်ဘာကလေးမှပေးပါနဲ့မောင်ရဲ့မောင်ဖြစ်နေပြီပဲမောင်ဆိုရဲ့ဘုံဒီဖြစ်နေဖို့ပဲလိုတာပါချစ်တယ်အဝင်းရဲ့ချစ်တယ်ကျမတို့ကဒီတုံးမှဆိုသလိုပူကက်လာဖတ်တွေ့ထားချိန်တော့ဒီမုံတိုင်းလိုအတန်ကြီးကြောင့်ကိုချင်းမြန်ခွာလိုက်ရတယ်ဟာဘလို့လဲကွာဟာအကိုကြီးရဲ့အော်တန်အားဒီမုံတိုင်းလိုကျဲနေပြီပါကိုကြီးကလည်းတက်လိုက်တာကျမမျက်စောင်းထိုးကပြောမိရကိုကြီးကဟားတိုက်ရင်းနေညီမလေးမကြိုက်ပါဘူးဆိုမသိဘူးကျမခုလိုပြောပြီးတော့အောက်ကိုဆင်းလာရောက်မိသားစုရဲ့စုံညီစွာရောက်နေအောင်တွေ့ရလေအတော်ချမ်းသာတာပဲဒီလိုနေရာမှာချန်ကျင်းနဲ့ကုမ္ပဏီနဲ့ပိုင်နေမိဘလည်းမရှိတိုးဒီတော့သားတယ်အမလေးညီမလေးကန်ကောင်းလိုက်တာကျမဖေကအဲ့လိုစီစဉ်ထားတာပါအဖေကိုဝတ်ထားတဲ့စီးစိမ်အိမ်ကိုအကုန်ကျမနာမည်နဲ့တွဲထားပြီးတော့ဘာမှမရှိတဲ့ရိုးသားတဲ့ဘုံကြီးကိုတတိသားတွေနဲ့ပွဲထုတ်ခဲ့တယ်ဒါလည်းမကဘူးအဖေနဲ့မေကိုဘူကလေးကပြုစုနေရတပတ်မဟုတ်ပဲတားလို့ပြောရမလို့ပဲမိမရေတားထက်ဖို့ပါတယ်ငါတို့တော့အဖေနဲ့မေကိုခြေတော့မဆေးပေးခဲ့ဘူးအကိုရမှာပြောကြရင်ကျမဘဝရဲ့ဒုတိယအရွယ်အစပြုခဲ့အချစ်တူချင်းဇီရိုက်တူတဲ့ကျမနဲ့ဘိုးနီကအဖေရဲ့ကုခဲမှုအောက်မှာတာယာချင်းအပြင်းနဲ့တားလေးယောက်ကိုမွေးဖွားလာခဲ့တယ်ညီမလေးရဲ့ခလေးမွေးရဆက်လို့ပဲနှစ်နှစ်လောက်မွေးလိုက်တာမမတို့ဆိုတားတယောက်သမီးတယောက်ပဲရောင်မတွေကပြောရညီမလေးသမီးရချင်တာနဲ့မွေးလိုက်တာပဲ
ဟူပိုက်ထရသမီးမွာလေးဆိုတော့တော်ပြီလေဝေးပြီးတော့တားကြောဖြတ်တော့မယ်ကျမပြောရင်းနဲ့ဘိုက်ကိုပုတ်နေရဟဲ့သမီးနဲ့နေယောက်ျားကိုစောင့်ကြည့်အောင်နေပြီလို့နောက်ပြီးလေးနေအောင်မေကျမမိစကားကြတော့ကျမရင်မိတယ်အမေတို့သမီးကလောင်းစားလည်းမလုပ်ဘူးယောက်ျားကိုလည်းမစဲမစုံဘူးတားရီနဲ့မယားမိခင်ပြပြတသားနဲ့နေတော့အမေတမက်ကအလုပ်ပြီးရနေပြေးပြီးတော့ပြန်လာတာလေကျမအခုလိုပြန်ပြောရအေးပါတားလေးယောက်သမီးတယောက်မွေအဖေတည်တယ်မတိန်နာမှာမိသားစုပစ္စည်းရဲ့ကြားဘူးလားရင်းကြမှာဘာမှဖြစ်တာလေရင်းကံပဲပေါ့အဲ့လိုအမေကပြောရအမေသမီးပိုက်ထဲမှာအမေမိမလေးက2ယောက်လေအမေရဲ့ဟဲဟုတ်သားပဲကျမမရည်တယ်မဆုံးခင်ကျမရဲ့ချီရတဲ့အမျိုးသားလေးကပြန်လာပါပြီဖေးပြန်လာပြီတားရီကပြေးကြတဲ့တနေ့ရွယ်သားငယ်ဆုံးလေးကမလေးအောင်ထင်းပြီးပြေးနေပုံကြောင့်ကျမငိမ့်နေတားငယ်ဖြည်းဖြည်းကျမတတိပေးနေတော့အဖေတို့သူကအငယ်ဆုံးလေးကိုပြေးဖွေပြီးတော့တားကြီးတွေကိုခေါင်းပွင့်ရင်းနဲ့ကျမရှိအောင်ရောက်လာတယ်။တမီးတို့ရေဖေးပြန်လာပြီ။ကျမဘိုက်ကိုပုတ်ကပြောနေတဲ့ယောက်ျားကိုကျမချစ်မွားတယ်လို့ငေးနေမိရောတယ်။တတိကားစီးပြီးကျွန်တော်ပြန်တော့မယ်။ဖိုးလုံးကဘိုနီကိုမမှတ်မိပါဘူး။ဘိုနီရဲ့ကားကိုမောင်းနေတယ်လို့လေးစရာဖြစ်ကျမဖေကဘိုနီကနေတစင်ကျမဝယ်ထားတဲ့တိုက်ပုလေးကိုလက်ဆောင်ပေးစေအောင်သစ္စာရှိမှုကိုအတိမတ်ပြုခဲ့တယ်။အမေနဲ့ရောင်မယူတွေးဖို့တယ်လို့ကျမရဲ့ယောက်ျားဘိုနီကဖောက်ပြန်တာမျိုးမရှိခဲ့ပေနဲ့သားရီနဲ့သမီးတွေကြီးလာကြပြီးမိဘတွေမကြမ်းမမာဖြစ်ခြင်းကိုရောက်လာခဲ့။တာကုမ္ပဏီသွားပါရပါတယ်ကွာ။ရတယ်အဖေရဲ့မန်နေဂျာရှိတာပဲ။ဟိုးနေပြောစုရုံပဲ။ဒီနေ့ငါတို့လည်းအလှည့်ပေးပါအောင်။ဟာ။အလိုညီကိုတွေပါမိဘကိုအလှည့်ချပြုစုခဲ့ကြတယ်။ကျမကတော့ကလေး6ယောက်ကို9ချိန်မွေးထားရပြီးဘိုက်ဘူးကဘိုက်ကြောပြရမမေးနဲ့ဝါဖိနေရောတယ်။မောင်ချစ်လေးအိတ်တော်လေးမနေ့ပြန်သွားရမယ်မလား။ကျမယောက်ျားကျမမိဘကြီးဆုံးမပြီးတော့သမီးမွာ10နှစ်ပြည့်ပြီးချိန်ကျမရဲ့ခန္ဓာကိုယ်နိုင်ငံခြားမှာပြုပြင်ပေးခဲ့တယ်။ဒါသမီးရဲ့မွေးရလို့ပျောက်ဆုံးသွားတဲ့အလားတရားတွေအစားပြင်ရခဲ့ပါပြီ။အသက်40ကျော်အလားလို့တကယ်ချင်းချစ်စုကပြောအောင်သူ့ရဲ့ခန္ဓာကိုယ်ကျင့်နေမှုကိုပြလျော်တယ်။အေးဟဲ့နေရာလေးချိန်ငယ်လို့တော့လာတာပဲ။ငါတော့မထိန်တက်လို့တွားပြီးတော့ခွေးစိတ်ရမယ်။ကျမကပြောတာချစ်စုကပြောရပြီးတော့နာနာကက်ကပြောလိုက်တာငါလည်းခွေးစိတ်ထားတာကောင်းပါရဲ့။ကျမသဘောကျပြီးတော့အော်ရင်လိုက်တော့တယ်။ငါ့ကိုကြာပြောတယ်ဟဲ့။အမောပြေကိုအတွက်နဲ့တခြားကောင်မတွေကိုမအမ်းနိုင်ဘူးတဲ့။အေးကမိမကိုပဲပြုတ်ပြင်ပြီးတော့တသက်တာအမောပြေမယ်လေ။ချစ်စုပြောတဲ့စကားကိုကျမကထောက်ခံတယ်။ငါ့ကိုကြာပြောတယ်ချစ်စုမရဲ့သိလား။အများမြင်မှာမောင်မင်းမသားသမီးတွေရဲ့အမေကလာပါနှုတ်ပြနေရလေးဖြစ်စေချင်တာတဲ့။ချီရသူရုပ်စင်းအိမ်ကသူ့ရဲ့ချစ်ကိုမလျော့စေဘူးတဲ့ကောင်မရဲ့။ငါ့ကိုကြာနှစ်ယောက်ကြားထက်ကိုတာသွားပြီ။ဟာကျမအဲ့လိုပြောတော့ဘလို့ပဲဖြစ်ပါရဲ့။တို့ယောက်ျားတွေတခြားအိမ်မှာမနေပြောနေပြီးကျင်းနေရပါတယ်။ဒါနဲ့မနေ့ကမိုးပွားကြီးတာမှာနေပါလို့မလဲ။ငါတော့ပြေစာကြီးပြင်ထားတယ်။ကျမကမေးရ။ငါလည်းငွေပေးနေနင်းတို့တော့အကျော်မနေတက်လို့ထိုင်ကြည့်အောင်မေး။ဟုတ်ပါတယ်။ကျမတက်ထားရေးပညာနဲ့အသမီးရဲ့အရွယ်ရောက်လာကြရအောင်။တလားတစ်ချိန်ကုလိုပြုခဲ့တာပါ။ငယ်တကယ်ချင်းနဲ့ဖြစ်လို့စုပဲလည်းဖြစ်တဲ့ချစ်စုနဲ့သူ့မိမကျမ်းမာခြင်းဟာကျမသွားနေပြီးနေပြန်တွဲမိခဲ့ကြတယ်။ကုတော်ဖျားသွားကြောက်တက်လေအတူတူအတင်းပြောပေါ်လိုင်းပေါ်မှတ်ရင်အငင်းတန်ကြတဲ့ကျမတို့နှစ်ယောက်ကတာယာရဲ့မိသားစုကိုစီနဲ့တောက်ဖစွာရှင်းတန်နေပါတော့တယ်။ပြည်သက်များရှင်ဂျိုမာဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီ။နောက်နေ့မှလည်းဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးဦးမှာမို့အားပေးနာဆင်ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။